တို့ပူဇော်ပူမြော်ကြောရသောကုသိုလ်ကံစေတနာတို့ကြောင့်အလိုရှိအပ်တောင်းတအကောင်းမြတ်သောဆုနှင့်လျော်ညီသောကုသိုလ်ကောင်းမှုကိုဘုရားကျမ်းမာချမ်းသာစွာဖြင့်ကျိုးစားအားထုတ်နိုင်ကြစေကုန်သတည်းအဟံဗန္တိတိတရဏေနသဟအထင်ကသမနာကတံဥပောဒထသီလံဓမ္မံယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိသုတိယံပိအဟံဗန္တိတိတရဏေနသဟအထင်ကသမနာကတံဥပောဒထသီလံဓမ္မံယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိတတိယံပိအဟံဗန္တိတိတရဏေနသဟအထင်ကသမနာကတံဥပောဒထသီလံဓမ္မံယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိဓမ္မဟံဝဒာမိတံဝဒေထနမောတတဗုဒ္ဓဝတ္တအရဟတောသမ္မာသမ္ဗုဒ္ဓတ္တကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိကမနံပရိဘုံနံပါဏာတိဘာတာဝရမဏိသိက္ခာပဒံသမာရိယာမိအဒိနာဒါနာဝရမဏိသိက္ခာပဒံသမာရိယာမိအပြမသရိယာဝရမဏိသိက္ခာပဒံသမာရိယာမိမုသာဝါဒာဝရမဏိသိက္ခာပဒံသမာရိယာမိသုရာမေရယမေဇဗမာဒဌာနာဝရမဏိသိက္ခာပဒံသမာရိယာမိဝိကာလဘောဇနာဝရမဏိသိက္ခာပဒံသမာရိယာမိနေသာဣဒာဝါဒိတာဝိတုကသတနာမာလာကန္တဝိလေပနာဓာရဏမန္တနာဝိပုဒနာဌာနာဝရမဏိသိက္ခာပဒံသမာရိယာမိဥစ္စာသေနမဟာသေနဝရမဏိသိက္ခာပဒံသမာရိယာမိဣတရဏေနသအထင်ကသမနာကတံဘောဓတသီလံသာဓုကတဝါအပမဒေနသံပါဒေထဣဒခဏံဝရာဒေတိသတ္တမတ္တနိယာမကံစိရံတောအနုတ္တပေတိသေရိဝါယံဝဝါနိဇောဣဒဘဝေယခုပြေယပစ္စေခကြုံဤလူဘုံ၌ခဏံဗုဒ္ဓဘာဒဒုံဘာဟုကြုံရလင်တောင်းအခွင့်ကောင်းကြီးကိုယတိဝိရာတေသည်အကဲ့၍ချွတ်လွဲစေသည်ဖြစ်ံဧဝံတတိဤသို့အခွင့်ကောင်းကြီးကိုချွတ်လွဲစေခဲ့သည်ရှိသောသေရိဝဝါနိဇောဝါသေရိဝမိရွယ်ကုန်သည့်ရောင်ဒေဝဒအလောင်းကဲ့သို့စေရန်ယခုတဘဝချွတ်ချောကလျင်ဘဝတာရှိမရေမတွက်နိုင်လေအောင်အနုတ္တပေတိပဲ့ကိုင်ပြည့်ပြီးလေရင်ကြီးသို့ခyiတာရှေဘူပန်း၍နေရပေလိမ့်တည်းဘုန်းကြီးတို့တတ္တဝါများရဲ့ထုံးစံကလေမိမိရရှိနေတဲ့ဘဝမျိုးမိမိရရှိနေတဲ့အခွင့်ကောင်းမျိုးကိုတော့တန်ဖို့မထားဘူးမရသေးတဲ့အကြောင်းအရာတွေအကျိုးတွေအဲ့ဒါတွေတော့သိပ်မျှော်ပြီးတော့နေကြတယ်ယခုဘဝဟာနည်းနည်းကလေးကောင်းတာမဟုတ်ဘူး
ဘုန်းကြီးတို့ကြိုးစားရင်ကြိုးစားသလောက်ခရီးရောက်နိုင်တဲ့ဘဝဖြစ်တယ်ဒီဘယ်လောက်ကောင်းတယ်လဲလို့ဆိုတာဘုန်းကြီးအရင်တစ်ကြိမ်တုန်းကဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဆိုတော့ဗုဒ္ဓဘာသာအယူရှိတဲ့လူမျိုးတွေဟာတတ္တိကောင်းတယ်မကြောက်တတ်ပါဘူးလို့ပြောခဲ့တယ်။တစ်ဖက်ဒီမြန်မာပြည်ဟာဗုဒ္ဓမြတ်စွာရဲ့အရှိန်အဝါတွေမြေစီမြေလွှာမြေဩဇာအထိပြန့်နှံ့ပြီးတော့နေတာဖြစ်တော့မြန်မာနိုင်ငံကိုဗုဒ္ဓဝါဒမှတပါးအခြားဝါဒတွေဟာအပင်မပေါက်နိုင်ပါဘူးလို့ဘုန်းကြီးပြောခဲ့တယ်။အဲ့ဒီပြောခဲ့တဲ့ဥစ္စာဟာဘုန်းကြီးတို့အကြောင်းရှိတယ်။အဲ့ဒီအကြောင်းရှိတဲ့အ ਨੇ ကနှမျိုးထဲမှာမြန်မာလူမျိုးဗုဒ္ဓဘာသာတွေဟာတတ္တိကောင်းတယ်လို့ဆိုတာကိုအကြောင်းတစ်မျိုးစဉ်းစားရမယ်။မြတ်စွာဘုရားကိုရောမြတ်ကဘိကဝေယဟန်တို့သံဗုတိပိကာသဗုဒ္ဓိတ်ကျွန်း၌နေကုန်သောလူတို့သည်ဥဒ္ဒရာကုရုကေဥဒ္ဒရာကုရုအမည်ရှိတဲ့မြောက်ကျွန်း၌နေသူတို့ကို၎င်းဒေဝေတာဝရိန်သေတာဝရိန်သာနတ်တို့ကို၎င်းတိဟိဌာနေဟိသုံးဌာနတို့ဖြင့်အတေကဏ္ဍဒီလွှမ်းမိုး၍ယူနိုင်ကုန်၏ဆိုလိုရင်းကသဗုဒ္ဓိတ်ကျွန်းသူကျွန်းသားတွေကမြောက်ကျွန်းသူမြောက်ကျွန်းသားတဲ့ပါတဲ့အချက်သုံးဌာနရှိတယ်တာဝရိန်သာနတ်တို့တဲ့ပါတဲ့အချက်သုံးဌာနရှိတယ်ဒါအမိန့်တော်ရှိလို့ရင်းဖြစ်တယ်အဲ့ဒီသုံးဌာနဟာဗာများတုံးလို့ဆိုတော့သူရာရဲသွမ်းတတ္တိရှိကြကုန်သည်၎င်းတတိမန္တောတတိကောင်းကြကုန်သည်၎င်းဣဒာဤသဗုဒိတ်ကျွန်း၌ပရမစရိယဝါသောကောင်းမြတ်တဲ့အကျင့်ကိုကျင့်သုံးနိုင်ခြင်း၎င်းအဲ့ဒီသုံးဌာနဟာအမတန်ချမ်းသာပါတယ်လို့ဆိုနေရတဲ့မြောက်ကျွန်းတဲ့လက်ပါတယ်အမတန်ကိုမှချမ်းသာပါတယ်စိစိမ်အမတန်ကြီးကျယ်ပါတယ်လို့ဆိုတဲ့တာဝရိန်သာနတ်တွေတဲ့လက်ပါတယ်တဲ့ဒီသုံးဌာနဟာအဲ့တော့ဘုန်းကြီးကပထမဌာနကိုပြောမယ်သူရရဲစွမ်းတတ္တိရှိကြကုန်သည်၎င်းလို့ဒီသဗုဒ္ဓိတ်ကျွန်းသားလို့ဆိုတော့ဘုန်းကြီးတို့ကဒီနေရာမှာဘုန်းကြီးတို့မြန်မာနိုင်ငံကိုပဲဥစားပေးပြီးတော့ပြောကြစို့မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာသဘာဝအတိုင်းစစ်စစ်မှန်မှန်ဆိုရင်သူရာရဲစွမ်းတတ္တိရှိကြကုန်သည်၎င်းဆိုတဲ့ဒီအကြောင်းနဲ့ပြည့်စုံရမယ်တဲတတ္တိကောင်းတယ်ဘာဖြစ်လို့တတ္တိကောင်းတယ်လဲလို့ဆိုတော့ဘုန်းကြီးတို့တခုကြည်စမ်းကံရဲ့အကျိုးကိုဒီနိုင်ငံသူနိုင်ငံသားတွေသိယုံတယ်စနစ်ကြတာမကြတာကိုတစ်မျိုးစဉ်းစားရမယ်လေယုံတော့သိယုံယုံပုံကလေးစနစ်ကြတာမကြတာအဲ့ဒီကံကိုထူထောင်ပုံကလေးစနစ်ကြတာမကြတာကတော့တစ်မျိုးစဉ်းစားရမယ်ပထမအချက်တော့ကံနဲ့ကံ၏အကျိုးကိုသိယုံတာပဲဘာဖြစ်ဖြစ်အကြောင်းရှိသလောက်တော့တို့အကျိုးခံစားရမှာပဲမကောင်းတဲ့အကြောင်းတွေတို့ပါလာရင်လည်းမကောင်းကျိုးတွေတို့တွေ့ရမှာပဲလို့အဲ့ဒါယုံထားတာကဒီတတ္တိကောင်းဖို့ရန်တစ်ချက်ဖြစ်နေတယ်ပြီးတော့တခါအဲ့ဒီယုံထားတော့ကိုလာမဲ့ဘေးအတွက်နောင်တန္တရာရေးအတွက်အသင့်ပြင်ထားတဲ့ကိစ္စကလေးတွေမသိလိုက်မသိပါရှိတယ်အသင့်ပြင်ထားတာကဘာလဲယခုလိုတရားနာကြတယ်တရားနာရာကမှတ်မှတ်သားသားနဲ့နားထောင်ပြီးတော့ဩဒါတွေဟာနိလမကြဘူးတဲ့တရားနဲ့မလျော်ဘူးတဲ့လို့ဆိုပြီးတော့အဲ့ဒါလိုဟာတွေလဲသူတို့ရှောင်နိုင်သမျှရှောင်ထားတယ်ဆိုပါတော့ပေါ့မတရားအလုပ်လုပ်ရမယ်ကိစ္စကြုံလာတောင်းမှအိုးဒါတွေတို့မတရားလုပ်လိုက်လို့ရှိရင်တော့နောက်ဘဝတို့မကောင်းကျိုးတွေပြန်လာလိမ့်မယ်လို့အဲ့ဒါလို့သိနေတဲ့ဉာဏ်ကြောင့်
ကန်ရဲ့ကျိုးယုံကြည်တဲ့ဉာဏ်ကြောင့်အတော်ရှောင်တယ်အတော်ရှောင်တယ်ဆိုတာကခုခေတ်ကအရှောင်နေလို့အတော်ရှောင်နေလို့ပြောတာရှေးခေတ်ကဆိုရင်သိရှောင်တာပဲအဲ့ဒီရှောင်ထားတာဖြစ်တော့တို့ဟာလေကစိငရဲမဖြစ်ပါဘူးကတိလင်နာမဖြစ်ပါဘူးတို့မကောင်းတဲ့ဘဝမရောက်နိုင်ပါဘူးလို့ဆိုတော့သူသေးရမှသိမကြောက်ဘူးဒီတတ္တိဟာအင်မတန်တော်တော်ကောင်းသွားတယ်ဘုန်းကြီးအခါပေါင်းများစွာတတ္တိကောင်းတယ်ဆိုတဲ့ဥစ္စာကိုယူဆထားပေမဲ့ဆွဲရဟောတယ်လို့ထင်မှဆိုလို့ခုခေတ်လက်တွေကိုမပြောပါဘူးသူတို့ဗုဒ္ဓဘာသာကဆွဲရဟောသွားတဲ့ထင်မှဆိုလို့တခါတုန်းကသတင်းစာတွေမှာဒီတက္ကသိုလ်ဘုံနိုင်ဆိုတဲ့သူရဲ့ဆောင်းပါးကိုတွေ့လိုက်ရတယ်အဲ့ဒီတက္ကသိုလ်ဘုံနိုင်ဆိုတဲ့တက္ကကအမေရိကမှာသူပညာသင်နေတယ်အမေရိကမှာပညာသင်နေတဲ့အချိန်မှာအမေရိကန်သမ္မတရဲ့ယူရှားကကောင်းဆောင်ကရုရှက်တို့ရဲ့အစည်းအဝေးတစ်ခုမှာစကားပြောအကြီးအကျယ်မတ်တဲ့လို့စိတ်ဆိုးမှန်ဆိုးဖြစ်ပြီးတော့ပြန်သွားကြရတယ်အဲ့ဒီကမှာအနုမြူဘုံတော့အနုမြူစစ်တော့ဖြစ်တော့မှာပဲလို့ဆိုပြီးတော့အမေရိကန်နိုင်ငံသူနိုင်ငံသားတွေသိကြောက်သွားတယ်တဲ့သူဆောင်းပါးကအမေရိကန်နိုင်ငံသူနိုင်ငံသားတွေဘယ်လောက်ကြောက်တယ်လဲလို့ဆိုတော့သူဈေးဆိုင်တစ်ခုကိုသွားပြီးတော့ဈေးဝယ်တယ်သူတို့လည်းပဲမျက်စိမျက်နှာပြက်ပြက်နဲ့စကားပြောနေကြတယ်ဈေးဝယ်လာတော့သူမတတ်တာလို့ဈေးထပြီးတော့ကိုရောက်တယ်ရောက်တော့ပိုက်ဆံအမ်းတဲ့ဥစ္စာဟာထုံးစံအတိုင်းဆိုရင်ဘယ်တော့မှအပိုးအလိုမရှိတဲ့လူတွေဟာအမျိုးသမီးတယောက်ပိုက်ဆံအမ်းတော့ပိုက်ဆံတွေပိုးအမ်းလိုက်တယ်သူတို့စိတ်တွေဘယ်တော့ခြောက်ချားနေတယ်ဆိုတာဒီတော့ဒီကခင်ဗျားပိုက်ဆံတွေပိုးအမ်းတယ်မဟုတ်ပါဘူးကျုပ်ဘယ်တော့မှမပိုးပါဘူးဆိုသေသေးချာချာကြည်သားမအောင်ဆိုတော့သေသေးချာချာကြည့်တော့မှဟုတ်တယ်ကျုပ်တို့စိတ်တွေဘယ်လိုဖြစ်နေတယ်လို့ဆိုတာပြောတော့ခင်ဗျားစိတ်တွေဘာဖြစ်နေတဲ့တုန်းလို့ဒီကမေးတယ်တဲ့ရှင်မသိဘူးလားဘာဖြစ်နေတယ်ဆိုတဲ့ဥစ္စာတွေကတနိုင်ငံလုံးဘာဖြစ်နေတယ်ဆိုတာမသိဘူးလားခုအနုမြူစစ်ဖြစ်ဖို့ရန်အကြောင်းဖြစ်နေတယ်အနုမြူစစ်ဖြစ်လို့ရှိရင်ဖြင့်အကုန်လုံးသေကြတော့မှာပဲအချင်းကမသိဘူးလားလို့သူ့ကိုခန့်မှန်မှန်နဲ့ပြန်ပြောတယ်တဲ့ကျုပ်သိသားပဲလို့ဆိုတယ်သိရင်ချင်းမကြောက်ဘူးလားလို့ဆိုတယ်ကြောက်နေကောင်ဘာဖြစ်အောင်မှာတော့ဘာတတ်နိုင်အောင်မှာတော့သေတော့လည်းပဲကျုပ်တို့တော့ရဲသေလိုက်မှာပဲကြောက်တော့လည်းဘာအသေးရလွတ်မှာတယ်လားလို့ဆိုပြီးတော့သူကတရားစကားခတ်ဆန်ဆန်နဲ့မြန်မာပြည်ပြန်ပြီးတော့ပြောတယ်တဲ့သူတို့လူတွေအမတန်ကြောက်နေကြတယ်တဲ့မိမိတို့မြန်မာနိုင်ငံကသွားတဲ့ကျောင်းသားတွေတော့မကြောက်ပါဘူးပျော်ပျော်ပဲစားနေတာပဲသေတော့လည်းပျော်ပျော်ပဲသေလိုက်ကြမှာပါပဲတဲ့ပြီးတော့ဒီတတ္တိဘယ်ကရတယ်ဒီမြန်မာကျောင်းသားတွေတတ္တိဟာဘယ်ကရတယ်လဲလို့ဆိုရင်ငကိုယ်တော့ကကံရဲ့အကျိုးကိုတော်တော်လေးလာကလေးမိယိုးဖလာကသိနေတာဖြစ်တော့ကံပေါ်မိုးပြိုအများနဲ့ပေါ့ဘာကြောက်เสียရှိတယ်လဲအကဲသေသွားတော့တို့ကဘာမကောင်းတာတွေလုပ်နေတော့တို့သေသွားတော့တို့လည်းကောင်းတဲ့နေရာရောက်မှာပေါ့လေအဲ့ဒါလို့အနေမျိုးနဲ့သူတို့နိုင်ငံသူနိုင်ငံသားတွေတဲ့တတ္တိပါခဲ့ပါတယ်တဲ့ဘုန်းကြီးကဒါစောကလေးကဒီအတွင်းမျိုးတွေးတာဘုန်းကြီးတို့တတ္တိတွေဟာစစ်တင်နိုင်ငံကသူတွေတဲ့သားနေတယ်လို့ဆိုတာဘုန်းကြီးကယူဆနေတယ်အရမ်းမဲ့ယူဆတာမဟုတ်ဘူးဒီအကြောင်းတွေရှိနေလို့တို့သားနေတဲ့တတ္တိအကဲ၍များတိုက်เสียခိုက်เสียရှိလို့ရှိရင်လူဥယျာဉ်ချင်းလဲဒူးမဲလက်နဲ့ချင်းလဲဒူးမဲဆိုရင်မြန်မာကဘယ်သူမှမကြောက်ဘူးရှေးတုန်းကလည်းမြန်မာလူမျိုးတွေကမကြောက်ခဲ့လို့ကိုပဲသူများကိုသွန်းလာခဲ့သေးတယ်ဒီအထင်ကြီးရာကမှပြန်ပြီးတော့ကြသွားလို့မြန်မာလူမျိုးမကြောက်ဘူးအမျိုးကြောင့်မကြောက်တာမဟုတ်ဘူးဘာသာအယူဝါဒကြောင့်မကြောက်တာပို့ပြီးတော့ပါလာတယ်တခါအဲဒီပြောမိလက်စနဲ့ပေါ့လေဘာသာရေးကိုဘုန်းကြီးကဒီအသားယူပြောတယ်လို့တော့မဖြစ်ချင်ပါဘူးဒါပေမဲ့ယခုကဘာမှာကုလသမဂ္ဂထိတ်တန်းရောက်နေတဲ့ဥသဘုန်းကြီးတို့မြန်မာလူမျိုးဥသဟာဘာဖြစ်လို့ဒီလောက်လောကဘက်ကတိုးတက်ပြီးတော့နေတဲ့လူတွေရဲ့ထိတ်တန်းမှာ
အကြံဉာဏ်တွေကိုရဲတောက်ပေးပြီးတော့နေနိုင်တယ်လေလို့ဆိုတော့ဥဒ္ဒဗုဒ္ဓဘာသာစစ်စစ်ကြီးပဲဗုဒ္ဓဘာသာစစ်စစ်ဆိုတော့ခုနကအရေးချင်းတွေကံကံရဲ့ကြိုးယုံကြည်တဲ့အရေးချင်းတွေဘာတွေအပြည့်အစုံရှိအဲ့ဒါကြောင့်တခြားနိုင်ငံကနိုင်ငံကြီးတယ်ကြီးတော့ဒင်းတို့လုံနေပုံကတရားတာမဟုတ်ဘူးဆိုတော့အမေရိကတို့ဆန်ရမ်းနဲ့နောက်လိုက်တစုကလည်းသူတို့ဘက်ကသာသူတို့ရက်ပြီးတော့လုံနေတဲ့ကဘာကြီးငြိမ်းချမ်းအောင်လို့ပြောပေမဲ့လို့ယူရှားတို့ဘက်ကလည်းပဲသူတို့ဆန်ရသူတို့ဘက်ကိုရက်ပြီးတော့အဆင့်တန်းမြင်လာအောင်လုပ်နေတယ်ပြောတော့ကဘာကြီးငြိမ်းချမ်းအောင်လို့ပြောတယ်စိတ်ကမယိုးသားဘူးအဲ့ဒါဥဒ္ဒမြင်တယ်ဘုန်းကြီးလည်းမြင်တယ်ဥဒ္ဒကတကယ်ကိုရိုးသားသားနဲ့ဟိုဘက်ရောဒီဘက်ရောကဘာကြီးတကယ်ငြိမ်းချမ်းအောင်လို့စကားပြောတော့သူတို့မကန့်ကွက်နိုင်ဘူးဒါတော့ဥဒ္ဒကရဲတာပေါ့လူချင်းရှင်းကြည့်တော့လေသူတို့ကဟုတ်တယ်အရာမောင်းနဲ့သားပါရဲ့လောကီပညာတွေလည်းသားပါရဲ့ဒါမှစိတ်နေစိတ်ထားတွေဘာတွေကဘုန်းကြီးတို့ဥဒ္ဒတို့လိုမဖြူစင်ဘူးမဖြောင့်မဘူးဗုဒ္ဓဘာသာတွေလိုအစစ်အမှန်လမ်းမှန်ကိုမလိုက်ဘူးအဲ့ဒီတော့သူတို့လိုလူကိုဥဒ္ဒကမကြောက်ဘဲနဲ့ရဲတော့စကားပြောဝင်တယ်အဲ့ဒါဗုဒ္ဓဘာသာရဲ့တတ္တိဗုဒ္ဓဘာသာရဲ့အရှိတ်ပဲဒါကြောင့်ဗုဒ္ဓမြတ်စွာကဒီဇဗုဒိတ်ကျွန်းလို့ဘုရားရှင်ကဟောတယ်ဘုန်းကြီးကမြန်မာလူမျိုးတွေဗုဒ္ဓဘာသာဟာခုသိပြီးတော့အဆင့်တန်းကောင်းတဲ့ဗုဒ္ဓဘာသာတွေလုံးပုံကိုင်ပုံအတွင်းကတော့ညံ့ပါတယ်။ဘာဖြစ်လို့သိပြီးတော့ကောင်းတယ်လဲလို့ဆိုတော့ကဒီဗုဒ္ဓဘာသာနိုင်ငံတွေထဲမှာဒီထေရဝါဒဆိုတဲ့နိုင်ငံကဝိရကတော်ကိုမှန်ကန်ဆောင်ရွက်ပြီးတော့လာခဲ့တဲ့ဝါဒအဲ့ဒီဝါဒကိုကိုးကွယ်တဲ့နိုင်ငံကတလောသံဃာနာတင်တို့က9နိုင်ငံလောက်ရှိတယ်ဒီပြင်ဗုဒ္ဓဘာသာအခေါ်ခံတဲ့နိုင်ငံတွေကတော့ထေရဝါဒမဟုတ်ဘူးသူတို့အယူတွေထဲမှာအဆင်မပြေတာသဘာဝမကျတာတွေဘုန်းကြီးတို့မြင်ထားတယ်လွယ်လွယ်ကလေးမြင်တာတမင်၌စမ်းသပ်ရှာဖွေနေရတာမဟုတ်ဘူးဆိုတော့သူတို့ကသဘာဝမကျတဲ့အယူအဆတွေဟာရှိတော့သူတို့တဲ့တော့ထေရဝါဒနိုင်ငံတွေကသာတယ်အဲ့ဒီထေရဝါဒနိုင်ငံတွေထဲမှာလည်းပဲသတ္တသံဃာနာတင်တို့ကစုကြပေါင်းကြတဲ့အခါကျတော့ပညာအရေးချင်းဒီဘက်ကသားနေပါတယ်အတွင်းမကောင်းတာတော့ဘုန်းကြီးသိပါတယ်မကောင်းတဲ့အချက်တွေတော့ဒါမှပညာအရေးချင်းဒီကကောင်းကြီးသားနေတယ်ဒါကြောင့်မြန်မာလူမျိုးတွေဟာလေဗုဒ္ဓမြတ်စွာရဲ့အရှိန်ကိုအကြောင်းပြုပြီးတကလားတတ္တိကောင်းတယ်လို့ဆိုတဲ့ဥစ္စာရှင်းကြည့်တော့ယဟန်သံဃာတော်ချင်းရှင်းကြည့်တော့လေဒီကတတ္တိကောင်းတယ်လူချင်းရှင်းကြည့်တော့လေဒီကလူတွေတတ္တိကောင်းတယ်တက္ကသိုလ်ကျောင်းသားအပြည့်နဲ့သွားနေတဲ့တက္ကသိုလ်ဘုံနိုင်တို့လည်းတတ္တိပြခဲ့တယ်ဆိုတော့မြန်မာလူမျိုးတွေဟာတတ္တိအမတန်ကောင်းတယ်တစ်မျိုးလုံးကောင်းတယ်ဗုဒ္ဓဘာသာတစ်မျိုးလုံးကောင်းပါတယ်ဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကရဲရင်တဲ့တတ္တိနဲ့စာလို့ကြည့်ရင်တာဝရိမာနတ်တွေတည်းလည်းသာပါတယ်တဲ့ဘုရားရှင်ကိုယ်တော်မြတ်ကတာဝရိမာနတ်တွေဒီလောက်တတ္တိမကောင်းဘူးတဲ့တဖန်ဗုဒ္ဓမြတ်စွာကတတိအမတန်ကောင်းတယ်တဲ့ဒီသဘုဒ္ဓကျွန်းသူကျွန်းသားတွေတတိအမတန်ကောင်းတယ်လို့ဆိုတဲ့တရားအရာကတော့ဆိုတော့မြန်မာလူမျိုးတွေကြည်တော့ဘုန်းကြီးကမပြောချင်ဘူးတတိဆိုတဲ့ဥစ္စာဉာဏ်နဲ့ရှင်းပြီးတော့အမျှော်မြင်ရှိတာကိုတတိလို့ခေါ်တယ်ဉာဏ်နဲ့ရှင်းပြီးတော့အမျှော်မြင်ရှိတဲ့တတိတွေပြီးခဲ့တဲ့အကြောင်းအရာတွေကိုပြန်ပြောင်းပြီးတော့အောက်မေ့နိုင်တဲ့တတိတွေအဲ့ဒီအမျှော်ခေါ်တွေကောင်းတဲ့တတိအဲ့ဒါတွေကတော့မြန်မာလူမျိုးမှရှိတယ်လို့ဘုန်းကြီးကမပြောချင်ဘူးဗုဒ္ဓဘာသာစစ်ကတော့ရှိတယ်ဗုဒ္ဓဘာသာစစ်ကအမျှော်ခေါ်အင်မတန်ကောင်းတဲ့တတိရှိတယ်အမျှော်ခေါ်ကောင်းတယ်ပြန်ပြောင်းပြီးတော့အောက်မေ့တဲ့တတိတွေအင်မတန်ကောင်းတယ်ဒါတာဝရိမာနတ်တွေတဲ့သားတယ်ဆိုတော့တာဝရိမာနတ်တွေတဲ့သားတယ်ဆိုတဲ့ဥစ္စာကိုဘုန်းကြီးဝတ္ထုတစ်ခုပြောပြမယ်ဘာဖြစ်လို့သာတယ်လဲဆိုတဲ့ဥစ္စာလဲဘုန်းကြီးအကြောင်းရှာကြည့်တယ်တခါတုန်းကတာဝရိမာနတ်ပြည်မှာဥယျာဉ်ပွဲတစ်ပွဲရှိအဲ့ဒီဥယျာဉ်ပွဲကခုခေတ်မှာတော့ဂုံပြုတဲ့အဓိပ္ပာယ်မျိုးကြတယ်တရားမင်းကိုဂုံပြုတဲ့အဓိပ္ပာယ်မျိုးကြတယ်ဥယျာဉ်ပွဲတစ်ပွဲအဲ့ဒီဥယျာဉ်ပွဲမှာတရားမင်းထွက်လာမယ်လို့ဆိုတော့အလုံးနတ်တွေကလေချင်းချင်းကြတာပြီးတော့ထားလိုက်တာတခန္ဓနာကြီးသတုမာတဲ့နတ်မင်းကြီး၄ယောက်ကလည်းအရာ၄မျက်နှာကနေပြီးတော့အဆောင်အရှောက်တွေကောင်းကောင်းချထားတယ်သူတို့နတ်စစ်သူတွေ
ဥယျာဉ်ပွဲမလဲပဲဒီဆိုမဲ့သူတွေကပြမဲ့သူတွေတီးမုံမဲ့သူတွေအကောင်းပဲဆိုတဲ့သူတွေအစင်းသင့်ပြင်ထားတယ်ဒါနဲ့ဥယျာဉ်ပွဲအစင်းသင့်ရှိနေတော့မှတရားမင်းကဧရာဝဏ်ဆင်ကိုစီးပြီးတော့ထွက်လာတယ်ဝေဇယန္တာနန်းကဧရာဝဏ်ဆင်စီးပြီးတော့ဥယျာဉ်ပွဲကိုထွက်လာတော့ဥယျာဉ်အပေါက်ရောက်တဲ့အခါမှာပြဿနာတစ်ခုသူ့စိတ်ထဲပေါ်လာတယ်အဲ့ဒီပြဿနာဥယျာဉ်ထဲရောက်သွားလို့ရှင်မေ့မှစိုးလို့အဲ့ဒီပြဿနာကိုငါခုမြတ်စွာဘုရားစီသွားမေးမှပဲလို့ဆိုပြီးတော့ဥယျာဉ်ပေါက်ရောက်ခါမှဆင်ဘောကဆင်းပြီးတော့မြတ်စွာဘုရားသတင်းသုံးတဲ့ဝေလူဝံကျောင်းကိုလာခဲ့တယ်ဝေလူဝံကျောင်းရောက်တော့မြတ်စွာဘုရားသတင်းသုံးတဲ့ကန္နာကုတိကျောင်းတိုက်အတွင်းမှာဝင်ပြီးတော့မြတ်စွာဘုရားပြဿနာတစ်ခုတယောက်ပါရစီတူတူကလေးဖြေတော်မူပါဘုရားတူတူကလေးဆိုတာကသူကဥယျာဉ်ပွဲတန်းလန်းနဲ့လာမေးတာမို့လို့ရှင်းနေမှာဆိုလို့တူတူကလေးဖြေတော်မူပါဘုရားတဏှာကုန်ကံယဟန္တာဖြစ်တဲ့လမ်းကိုတပည့်တော်များသိလိုပါတယ်ဘုရားလို့မေးတော့ဘုရားရှင်ကိုတော်မြတ်ကအဲ့ဒီလမ်းသွားမဲ့သူဟာသဗ္ဗေသင်္ခါရဒုက္ခအလုံးသောတွေ့ရမြင်ရသင်္ခါရတရားဟုသမျှဒုက္ခတွေကြီးပဲလို့အဲ့ဒါလို့ဟောတဲ့တရားကိုပထမဆုံးကြားရလို့သူစဉ်းစားကြည့်တယ်ဟုတ်တယ်ဘယ်ဟာလဲဒုက္ခပဲဆိုတော့အင်မတန်ကောင်းစွာမွန်စွာနဲ့စားတော့ပြီးတော့နေရတာတဲ့ဒါလည်းဒုက္ခပဲစားနေရတာကိုကဒုက္ခဖြစ်နေတော့ကြတော့ဒီစားတဲ့အစာကအညစ်အကြေးတွေဖြစ်တော့မကောင်းဆိုးဝါးတွေဖြစ်ဒုက္ခဖြစ်ဒီကောင်းစွာမွန်စွာစားရတာတောင်ဒုက္ခမကင်းဘူးကောင်းစွာမွန်စွာဝတ်ရတာတောင်ဒုက္ခမကင်းဘူးဟုတ်တယ်အလုံးဒုက္ခကြီးပဲအလုံးဒုက္ခကြီးပဲနဲ့ရှောက်ပြီးတော့သူစဉ်းစားကြည့်လိုက်တော့သူရဲ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးဟာဒုက္ခပါပဲလားခန္ဓာကိုယ်နဲ့ဆိုင်တာတွေဟာဒုက္ခကြီးပါပဲလားလို့အကုန်လုံးသူသိမြင်လာတဲ့အခါကျတော့နိဗ္ဗိနတိညှိငွေလာတယ်ဒီယုတ်ဒီနံဒီခန္ဓာကိုယ်ကြီးနဲ့ဒီလိုနေရမှာသူညှိငွေလို့ဆက်ဆုပ်လာအဲ့ဒီညှိငွေလာတော့ရှင်းတုန်းကနှစ်သက်သက်မဲ့မဲ့မောမောဆိုတဲ့တဏှာရာဂတွေဟာတခါတည်းပြောက်ပြီးတော့မနှစ်သက်ကြီးဖြစ်လာအဲ့ဒီမနှစ်သက်ကြီးဖြစ်လာရာကတခါတည်းရှေ့တိုးတက်ပြီးတခါလားဒီခန္ဓာကိုယ်ဒီယုံနာတွေနဲ့အလွတ်ယုံသွားတဲ့မဲ့တရားဖို့တရားရသွားတယ်လို့မြတ်စွာဘုရားကတူတူလေးဟောလိုက်တယ်ဒါကြောင့်မလဲဒီတရားကိုသူနာပြီးတော့သာဓုသာဓုသာဓုလို့အဲ့ဒါလို့ခေါ်ပြီးပြန်သွားရောမြတ်စွာဘုရားဟောတော်မူတုန်းကတော့ဘုရားအတန်တော်ဆိုတဲ့ဥစ္စာတယောက်ဆိုရင်တယောက်ပဲကြားတယ်အဖို့မသွားဘူးတရားမင်းကသာဓုခေါ်တဲ့အခါကျတော့ဒီလိုမဟုတ်ဘူးအတန်ထုံးစံနဲ့ပြန့်သွားတော့ဟိုဘက်အခန်းမှာသတင်းသုံးတဲ့ရှင်မောက္ကလန်ကကြားရောဒီအတန်ဟာသာဓုခေါ်တဲ့တရားတန်ပါလားတရားဗာရယများမြတ်စွာဘုရားစီနာပြီးတော့သာဓုခေါ်ပါလိမ့်မယ်တို့သူခေါ်တဲ့သာဓုကတကယ်သဘောကျလို့ခေါ်တဲ့သာဓုလားဝိจิတန်းကြီးခေါ်တဲ့သာဓုလားငါလိုက်မေးဦးမှာပဲလို့ဆိုပြီးတော့ရှင်မောက္ကလန်ကနောက်ကလိုက်သွားတရားမင်းကရှေ့ကတက်သွားရှင်မောက္ကလန်ကနောက်ကလိုက်သွားဘုန်းကြီးအထင်တော့9မိနစ်တက်မကွာဘူးလို့ထင်တယ်တရားမင်းကတာဝရိနာရောက်တော့ခုနကဥယျာဉ်ထဲရောက်သွားလို့သူ့နေတဲ့နေရာကဥယျာဉ်ပွဲတွေကြီးလို့ကကြသဖြင့်ဆိုကြဒါတွေသူကကြည့်ပြီးတော့နေတော့ရှင်မောက္ကလန်ကလည်းရောက်သွားရှင်မောက္ကလန်မြင်တော့အကုန်လုံးအတီးမုတ်တွေအရခိုင်းပြီးတော့ရှင်မောက္ကလန်စီသူလာခဲ့တယ်အရှင်ဘုရားဘာကိစ္စကြွလာပါတော့နည်းနည်းလေးရှန့်တန်တဖြစ်သွားဟန်တူတယ်ကျောင်းတကာကြီးတယောက်ကျောင်းကပြန်ပြီးတော့ပွဲတဲ့ရောက်နေတော့ဘုန်းကြီးနဲ့လိုက်လာလို့မိတာလို့ဖြစ်နေတယ်အဲ့ဒါနဲ့တရားမင်းနည်းနည်းရှန့်တန်တဖြစ်ပြီးတော့အရှင်ဘုရားဘာကိစ္စကြွလာပါတော့ခုနကတရားမင်းမြတ်စွာဘုရားစီကတရားနာပြီးတော့သာဓုခေါ်သွားတယ်ဘာရယမြတ်စွာဘုရားကဟောလိုက်ပါတော့လို့မေးတော့တရားမင်းစဉ်းစားလိုက်တာငါခုနကဘာရယနာခဲ့ပါလိမ့်မြတ်စွာဘုရားဟောတာဘာရယပါလိမ့်မလဲသူတွေးပြီးတော့စဉ်းစားလိုက်တာမပေါ်ဘူးတဲ့ကဲမေ့တာဘယ်လောက်မေ့တယ်လဲလို့ဆိုတာဆက်ပြောအောင်မယ်ဒါနဲ့သူစကားပါပြီးတော့အရှင်ဘုရားဝေဇယန္တာနန်းနဲ့မရောက်ဘူးသေးပါဘူးဘုရားဝေဇယန္တာနန်းနဲ့ကြွပါအောင်ဆိုပြီးတော့ပင့်သွားရှင်မောက္ကလန်ကရှေ့ကတရားမင်းကနောက်ကဝိတ္တဝဏမင်းကြီးကဒီနောက်ကသတော်ကြီးရဲ့ရှင်ဘရင်ရဲ့အမတ်ကြီးရဲ့သွားနေတယ်လို့ပေါ့
အဲ့လိုဝေဇန္တာနန်းတဲ့ဝင်လာတဲ့ဆိုရင်ပဲဥယျာဉ်ပွဲမလိုက်တဲ့နတ်သမီးတွေကကြံရစ်တယ်သူတို့စောစောတုန်းကတော့စကားသမီးပြောပြီးတော့အမှတ်တမဲ့နေတာနောက်ရှင်မောကလန်နဲ့တရားမင်းလာတာမြင်တော့သူတို့ကြောက်ကြောက်လန့်လန့်သဘောမျိုးနဲ့ဝင်ပြီးတော့ကိုယ်အခန်းထဲကိုဝင်နေကြတကားကလေးတစ်ဖက်ပဲ့ပြီးတော့တစ်ဖက်ကလေးမစိတတိလေးလုပ်ပြီးတော့ခြောက်ကြည့်နေကြတယ်လူတွေလိုပဲပုံမှာဒါဟာနဲ့တရားမင်းကဟောဒါဥယျာဉ်ဒီဝေဇယန္တာနန်းနဲ့ဒီအဆောင်ကဘာအဆောင်ပါဖရာဒီအခန်းကဘာအခန်းပါဖရာနဲ့ပြောနေတော့ရှင်မောကလန်ကတော့တရားမင်းမေ့တာစိတ်ထဲကအောင်းမေ့နေတယ်မေ့တယ်တရားသူစီစိန်နဲ့သူနဲ့သိမေ့ခုတည်းမြတ်စွာဘုရားတရားနာတယ်ခုမေ့တယ်ငါတော့တရားတန်ဝေကရအောင်လုပ်အောင်ပါပဲလို့ဆိုပြီးတော့တကောနဲ့ဝေဇယန္တာနန်းလှုပ်လိုက်တာသွတ်သက်ကူခါသွားတာပဲအဲ့ဒီတော့မှသူပျော်တဲ့ပါတဲ့စိတ်တွေပြောင်းပြီးတော့ဟာအရှင်ဘုရားတပည့်တော်တရားပေါ်လာပြီခုနကတရားဘာတရားတော့ဆိုတော့တဏှာကုန်ကံယဟန္တာဖြစ်တဲ့တရားပါဘုရားလို့ဆိုတော့ဩဒါပြန်သိပြီဆိုပြီးတော့ရှင်မောကလန်ကပြန်ဆင်းသွားတော့မှနတ်သမီးတွေအခန်းထဲကထွက်လာပြီးတော့ငွေလေခုနကဘုရားဆိုတာသူလားတဲ့ဟာဒါဘုရားမဟုတ်သေးဘူးဘုရားရဲ့သာဝကပဲရှိသေးတယ်တပည့်ပဲရှိသေးတယ်လို့ဆိုတော့မလို့သာဝကတောင်တလောက်တကိုးကြည့်တယ်နော်ဘုရားများဘလောက်တကိုးကြည့်မလဲလို့သူတို့ကတအံ့တော်ဖြစ်ကြတယ်ဒါတော့ဘုန်းကြီးကကောက်ချက်ချကြည့်တယ်တရားမင်းရဲ့အချွေရန်ဆိုတဲ့နတ်သမီးတွေဟာဘုရားမဖူးဘူးတရားမင်းမကြာခဏလူပြေဆင်းပြီးတော့ဘုရားစီလာတယ်ဆိုပေမဲ့နတ်သမီးတွေမပါဘူးနတ်သမီးတွေကလည်းဘုရားလို့ဆိုတဲ့ဥစ္စာကိုကြားဘူးတာကတရားမင်းပဲသွားပါလိမ့်ဘုရားစီသွားတရားမင်းပဲသွားပါလိမ့်မြတ်စွာဘုရားစီတရားနာသွားအဲ့ဒါလိုစကားသားကြောင့်ဘုရားဆိုတဲ့စကားလုံးသာသူတို့ကြားဘူးတယ်ဘုရားမဖူးဘူးအဲ့တော့တာဝရိမာနတ်ပြည်အလကနတ်ပြည်ဘုန်းကြီးကအလကဒီနတ်သမီးဆိုတဲ့သူတွေလည်းဘုရားကိုလေးစားစားနဲ့မဖူးဘူးတရားမင်းကလည်းပဲသူ့နတ်သမီးတွေကိုဘုရားစီကိုခေါ်မသွားဘူးပြီးတော့အဲ့ဒီတရားမင်းကိုယ်တိုင်လည်းပဲတရားသူနာကျင်သုံးလို့ပြဿနာမေးပြီးတော့ပြန်လာတဲ့ခဏကလေးအတော်တင်မှာတရားကိုမေ့ပြစ်တယ်ဒါကြောင့်မြတ်စွာဘုရားကဒီသဘူရိတ်ကျွန်းသူကျွန်းသားတွေကအင်မတန်တတိကောင်းတယ်တာဝရိမာနတ်တွေတည်းလည်းသာတယ်လို့ဘုရားရှင်ဟောတော်မူတဲ့ဥစ္စာဟောဒီဝတ္ထုဟာအထောက်တာရကဖြစ်နေတယ်သာတယ်ဘုန်းကြီးတို့ဒီကဘာဖြစ်လို့သူတို့ကတတိမေ့ကြစီစဉ်တွေကအင်မတန်ကြီးကျယ်တာကိုခုနကနတ်တွေကတီးလိုက်မှုတ်လိုက်ကားလိုက်ခုံလိုက်ဆိုတော့အဲ့ဒီမှာစိတ်ကတခါတည်းသိမ့်ပြီးတော့အဲ့ဒီဘက်ကုန်းသွားလိုက်တာအဲ့ဒီတရားအတာမန်တရားမို့သောတာပန်ဖြစ်ပြီးသားတရားသောတာပန်ဖြစ်ပြီးတရားတောင်းမှဒါလောက်မေ့သေးတယ်အဲ့ဒီနတ်စီစဉ်ကဘယ်လောက်ကြီးကျယ်တယ်ဆိုတာကြည့်တော့ဆိုတော့ဘုန်းကြီးတို့တွေကအမှတ်တမဲ့နဲ့အမတာဝိနာနတ်ပြေကြတော့ဗာတရားတွေကဘယ်လိုရလိမ့်မယ်လေဗာလေးနဲ့ဟုတ်တယ်ဘုန်းကြီးကတရားမဲ့မေ့ပုံထောက်လို့ရှိရင်ပြင်ရပြီးသားတရားလေးတွေဘယ်လောက်ပြောက်ကိုမှမသိဘူးသိလားအဲ့ဒါကြောင့်ဒီလူပြေကအင်မတန်ကောင်းတယ်အင်မတန်အခွင့်ကောင်းတယ်အခုနဲ့တာဝိနာနတ်ပြေမှာစီစဉ်နဲ့လာပါလိုက်ခဲ့ပါတော့ဆိုရင်တော့မလိုက်ချင်เสียတော့ချမ်းသာလားလို့ဆိုတော့တော့မချမ်းသာပါဘူးမချမ်းသာပေမဲ့တရားဘက်ကနေကြည့်တော့အမတန်ကောင်းတဲ့လူပြေအမတန်ကောင်းတဲ့အချိန်ကတာဝရိမာနတ်တွေတဲ့သားတယ်သူတို့ကဘာဖြစ်လို့တတိမေ့ကြတော့စီစဉ်တွေကကြီးကျယ်ဆုံးလို့တတိမေ့တယ်ဒီကဘာဖြစ်လို့ဒီလောက်တတိမမေ့တော့အဲ့ဒါလောက်စီစဉ်တွေကမဖြားရောက်ဘူးဆိုတော့ဘောခုနကကျောင်းတကာကြီးမိမိဆရာတော်စီကတရားကလေးနားပြီးတော့ပြန်လာအိမ်ကြတော့ပွဲကြည့်ပြီးတော့နေတော့မှပွဲကပြန်လာတော့ကျောင်းတကာကြီးပွဲကပြန်ဟုတ်တယ်ပွဲကပြန်လာတယ်ဟိုဘုန်းကြီးစီကဆရာတော်ကြီးစီကဘာများနာခဲ့တော့ဘာတရားဟောလိုက်တယ်အကုန်လုံးတတိယပွဲကြည့်ပေမဲ့လို့ပွဲကဒါတော့ဆွဲမသွားဘူးဒါတော့ဆောင်မသွားဘူးဟိုတာဝရိမာကြတော့ဆောင်သွားတယ်ကိုသူတို့စီစိန်တွေကဆောင်သွားတယ်ဒါကြောင့်တတိမေ့တယ်ဘုန်းကြီးတို့စီကတတိတလောက်မမေ့ပါဘူးဒါကြောင့်တတိကောင်းခြင်းအပြင်လဲတာဝရိမာနတ်တို့တဲ့သာပါတယ်လို့အဲ့ဒါလိုဘုရားရှင်ကိုရောမြတ်ကဟောတော်မူတယ်ဟောတော်မူတော့ဘုန်းကြီးကဒီနာမလေးဘာသာရေးတရားကိုတတိထားစေခြင်းတယ်တတိဆိုပေမဲ့ဉာဏ်နဲ့ရှင်တဲ့တတိအဲ့ဒီဉာဏ်နဲ့ရှင်တဲ့တတိဟာအမျောအခေါ်အတွေးအခေါ်သိကောင်းတာပဲဘာဖြစ်လို့အမျောအခေါ်အတွေးအခေါ်တွေပိုကောင်းလာတယ်လဲလို့ဆိုတော့ဉာဏ်ကသိပြီးတော့လမ်းပြတာကိုအမျောတွေသိကောင်းသွားတာပဲသိပြီးတော့ရှေးအောင်နှောင်းပြစ်တွေပြန်ပြီးတော့စစ်ဆေးလို့လည်းမှတ်မိတာပဲအဲ့တော့ဘုန်းကြီးကတတ္တိကောင်းတာကိုဘုန်းကြီးပြောခဲ့တယ်နော်ဒီနိုင်ငံဟာဗုဒ္ဓဘာသာအရှိန်အဝါတွေရေမြေတွေအထိပြန့်နှံ့ပြီးတော့ဝင်နေတယ်ဗုဒ္ဓဝါဒမှတပတ်တခြားဝါဒမပြန့်နိုင်ပါဘူးလို့ဘုန်းကြီးကပြောခဲ့ပြီဗုဒ္ဓဝါ
ါဒမှာတပတ်တခြားဝါဒမပြတ်နိုင်ပါဘူးလို့ဘုန်းကြီးကပြောခဲ့ပေမဲ့ဗုဒ္ဓဝါဒကိုထိမ့်သိမ့်နိုင်တဲ့တတ္တိရှိတဲ့သူတွေမှဒီဗုဒ္ဓဝါဒမပြောက်မှာဒါလုံးမမဟုတ်လို့ရှိရင်ဗုဒ္ဓဝါဒပျောက်เสียရတယ်အများကြီးအကြောင်းရှိတယ်တခုပြောမယ်ယခုခေတ်မှာစဘာဆိုင်နေကြလဲစဘာဆိုင်နေကြလဲဟာရေကလေးမှန်မှန်ရမှမိုးကလေးကရွာမှစဘာဆိုင်တဲ့သူကလည်းပဲစဘာကျိုးစာမင်းစားနဲ့ဆိုင်ပြီးတော့စောစောကလည်းသေးသေးချာချာထွန်မှဒီစဘာဟာမှန်မှန်ပေါက်တယ်အဲ့လိုမဟုတ်လို့ထွန်လုံးကလည်းပေါ်ပေါ်ဆဆထွန်မိုးကလည်းကောင်းကောင်းမမှန်ရေကလည်းကောင်းကောင်းမရဆိုတော့စဘာဆိုင်တဲ့မြေပေမယ်လို့မဖြစ်ဘူးနှစ်တိုင်းစဘာဆိုင်တဲ့ပြက်ကုန်တယ်စဘာအစရေတလောက်မလိုတဲ့ဒိပြင်ပစ္စည်းဆိုင်မှာပဲလို့ဆိုလို့ချင်းစဘာဆိုင်တဲ့မြေဟာဒိပြင်ပစ္စည်းဝင်သွားပြီးတော့ဒိပြင်ပစ္စည်းဆိုင်တဲ့မြေပဲဖြစ်တော့မှာပဲဆိုတော့ဘုန်းကြီးတို့ဗုဒ္ဓမြတ်စွာရဲ့သာသနာတော်ပြန့်နှံ့ရာဖြစ်တဲ့ဒီမြန်မာနိုင်ငံဟာဘုန်းကြီးကထိန်းထားပါဘုန်းတော်ကြီးတွေကထိန်းထားပါဗုဒ္ဓမြတ်စွာကိုကိုးကွယ်တဲ့တရားဓမ္မတွေကထိန်းထားပါဘယ်ဝါဒမှမပါနိုင်ဘူးဘုန်းတော်ကြီးတွေကထိန်းမထားနိုင်ဘူးဗုဒ္ဓမြတ်စွာကိုးကွယ်တဲ့တရားဓမ္မတွေကလည်းဘာသာရေးကိုကောင်းကောင်းထိန်းမထားနိုင်ဘူးဆိုရင်စဘာဆိုင်နေကြမြေကိုဒိပြင်ဝါလာပြီးတော့စိုက်တော့လဲဖြစ်တယ်လို့ပဲဒိပြင်ဝါဒတွေအလွယ်တကူစိုက်လို့ရပါလိမ့်မယ်ဒါကြောင့်ဘုန်းကြီးကကိုယ်တော့ကတော့အချိန်ကများများမရလို့ဒိပြင်ဝါဒမပေါက်နိုင်ဘူးလို့ဒိပြင်ဝါဒမဖြစ်နိုင်ဘူးလို့ဆိုတယ်ထိမ့်မထရင်ဖြစ်မယ်စဘာဆိုင်နေကြမြေဟာစဘာဆိုင်နိုင်လောက်အောင်မြေတွေဘာတွေမပြည့်စုံလို့ကြည့်ရင်ဝါလာဆိုင်မယ်ဝါဆိုင်ရင်ဝါမြေပဲဖြစ်မှာပဲနှမ်းဆိုင်ရင်နှမ်းမြေပဲဖြစ်မှာပဲတောင်းထိမ့်တာကိုနည်းနည်းကလေးလိုတာမဟုတ်ဘူးအများကြီးလိုတယ်ဗုဒ္ဓမြတ်စွာကငါဖရာသာသနာကိုအပြင်ဘက်ကဖြက်လို့မပြတ်ပါဘူးအတွင်းမှာနေတဲ့ဘိက္ခုဘိက္ခုနီဥပါဒကဥပါတိကာတို့ဖြက်မှပြက်မှာပါလို့ဘုရားရှင်ကိုယ်တော်မြတ်ကအတိအလင်းဟောတော်မူတယ်ဒါတော့ဘိက္ခုဘိက္ခုနီမရှိဘူးသီလရင်ဥပါဒကဆိုတာဒီတရားဓမ္မတွေဥပါတိကာမတွေဆိုတာဘယ်လိုဖြက်လို့ပြက်မှာတော့လို့ဆိုတော့ဗုဒ္ဓမြတ်စွာကိုမယိုသေးဘူးဗုဒ္ဓမြတ်စွာရဲ့တရားတော်ကိုမယိုသေးဘူးဗုဒ္ဓမြတ်စွာရဲ့အရိယာသံဃာတော်တွေကိုမယိုသေးဘူးမိမိတို့ရဲ့သီလသိက္ခာကိုကျင့်ကိုမလေးစားဘူးဒါလို့ဆိုရင်သာသနာပြည့်လိမ့်မယ်ကွယ်လိမ့်မယ်သာသနာသူများမကွယ်ပါဘူးသူများကဖြက်လို့မပြတ်ပါဘူးဒီပရိသတ်၄မျိုးအတွင်းလူတွေဖြက်မှပြတ်ပါလိမ့်မယ်တဲ့ဒါတော့ဘုန်းကြီးကမကြာခဏဟောပါတယ်ဒီမြန်မာနိုင်ငံလွတ်လပ်တော့မယ်လို့ဆိုကြတဲ့ကိုကတို့နိုင်ငံကိုတို့ဗုဒ္ဓမြတ်စွာရဲ့သာသနာနဲ့တက်သွားရအောင်လို့ဆိုပြီးတော့အနာဂတ်သာသနာကိုရေးပါတယ်အဲ့ဒီအနာဂတ်သာသနာမှာပြန်ကြားရေးဌာနကအတွင်းဝန်ထောက်ခံထားတယ်ဆိုတဲ့စာဟာသူများမဟုတ်ပါဘူးယခုဥတ္တံပါပဲထောက်ခံထားတာဒါတော့ဟိုတော့ငါတကယ်အမျှော်မြင်ကြည့်တဲ့လူတွေကထောက်ခံပြီးတော့ဘာသာရေးကိုဘယ်လိုလုပ်ကြပါဆိုရဲ့လို့ဘုန်းကြီးကတင်ကြိုပြီးတော့ရေးပါတယ်နောက်ကိုလည်းအကြောင်းတွေ့တိုင်းဟောပါတယ်ဗုဒ္ဓမြတ်စွာကိုမလေးစားလို့ရှိရင်သာသနာကွယ်ရမယ်ဒါလိုအမိန့်ရှိတဲ့အချက်ကိုစဉ်းစားကြစို့ယခုဥပါဒကဥပါတိကဆိုတဲ့တရားဓမ္မတွေကဒီမြတ်စွာဘုရားကိုရည်စူးပြီးတော့ဘုရားပွဲလုပ်ကြတယ်အဲ့ဒီဘုရားပွဲလုပ်တဲ့အခါမှာဘုရားပွဲလာတဲ့ဥပါဒကဥပါတိကဘောင်းကဘုရားကိုဘလောက်များလေးလေးစားစားနဲ့ရှိကြကြပါတော့မြတ်စွာဘုရားကတိတ်တိတ်ဆိတ်ဆိတ်နဲ့ကျောင်းတော်ဆောက်တဲ့အခါမှာမြို့ရွာနဲ့တမိုင်လောက်ဝေးတဲ့နေရာမှာကျောင်းဆောက်ဖို့ရန်တေတော်ကျောင်းကြီးဆောက်တော့ရွေးချယ်ရတယ်ယခုမြတ်စွာဘုရားရဲ့ကျောင်းတော်ထဲမှာမြတ်စွာဘုရားရဲ့ကျောင်းဝိုင်းဆိုတဲ့ဘုရားဝိုင်းထဲမှာဇတ်ရုပ်သေးအမျိုးမျိုးနဲ့ဘုရားပူဇော်တယ်လို့ဆိုတာဟာဘုရားကိုလေးစားတာလားဘ
ဖရာထဲမှာလူရှုပ်အောင်တွေးဆောင်တာလားဒါမဟုတ်ဘူးနော်သာသနာကွယ်ကြောင်းကိုဖြစ်နေလို့ဘုန်းကြီးကပြောတာနော်ပြီးတော့တဖန်မြတ်စွာဘုရားကိုဒီဆွမ်းတော်ကြီးကတ်တယ်လို့ဆိုတယ်မြတ်စွာဘုရားတတ်တော်သင်္ချာမရှိတော့တဲ့အခါမှာဆွမ်းတော်ကတ်လို့ရှိရင်ဘုန်းတော်ကြီးတစ်ပါးကိုဆွမ်းကတ်တယ်လို့ပဲတပွဲပြင်ရပါတယ်အဲ့ဒီပြင်တဲ့ပွဲကိုမှမြတ်စွာဘုရားရဲ့ဝေယဝိသပြုစုပြီးတော့နေတဲ့ယဟန်သင်္ကာရှိရင်ယဟန်သင်္ကာကစားရပါတယ်ယဟန်သင်္ကာမရှိလို့ရှိရင်ဘုရားရဲ့ဝေယဝိသပြုနေတဲ့ဥပဒကဥပတိကာမတွေစားရပါတယ်ယခုလိုဝက်သားတုံးကြီးကြက်ကောင်းလုံးကြောကြီးမဟုတ်ပါဘူးပြီးတော့တကယ်ဟိုရှင်းတော့ကနတ်တင်ရကရောပြီးတော့ဘုရားကိုသွန်းတော်တင်တယ်လို့ဆိုတဲ့ဥစ္စာဟာဘာသာကြားတွေကမြင်တော့ဘယ်နဲ့ဖြစ်သွားသလဲဘယ်နဲ့လဲဒါဘုရားကဒီလိုတယ်လားဒီပွဲတွေလမ်းနေနဲ့စူးစူးညံ့ညံ့ကဘုရားကြိုက်ထားတယ်လားဗုဒ္ဓဘာသာဆိုတဲ့မြတ်စွာဘုရားကဗုဒ္ဓဘာသာရဲ့အရှင်ဖြစ်တဲ့မြတ်စွာဘုရားကဒီလိုပွဲလမ်းတွေကိုကြိုက်လို့ပွဲလမ်းနဲ့ပူဇော်ရတာလားဒီလိုကြက်ကောင်လုံးကြီးတွေပါကြီးတွေကြိုက်လို့ကြက်ကောင်လုံးကြီးတွေနဲ့ပူဇော်ရတာလားလို့ဆိုတဲ့ဥစ္စာကိုလက်ညှိုးထိုးပြီးတော့ပြပါတယ်လက်ညှိုးတို့ပြတော့ကိုနောက်ကလေးတွေကဒီခေပညာကိုတတ်ပြီးတော့လာတဲ့ကျောင်းသားတွေကသူတို့နဲ့ဝေဖန်ကြတယ်သူတို့နဲ့မေးကြဖြစ်ကြတယ်မိတ်ဆွေတို့ရဲ့ဖျားပွဲကဘယ်နဲ့တော့ပွဲတွေလမ်းနေနဲ့မိတ်ဆွေတို့ဖျားကဒါကိုကြိုက်တယ်လားမိတ်ဆွေတို့ဖျားကိုပူဇော်တယ်ဆိုတဲ့ဆွန်းတော်ပွဲကလည်းဘယ်လိုတွေပါတယ်စစ်သေးတွေအလှပြင်းလို့မုံတွေအလှပြင်းလို့အသားတွေကြီးကျဲကျဲနဲ့ဒါတွေမိတ်ဆွေတို့ဘုရားကကြိုက်သလားလို့မေးတော့ဘုန်းကြီးတို့ရဲ့ဗုဒ္ဓဘာသာကလေးတွေမဖြေနိုင်ကြပါဘူးမဖြေနိုင်တော့သူတို့ကဇဝေဇဝါဖြစ်ပြီးတော့ဟုတ်ပါတယ်တို့ဟာတွေကဘယ်နဲ့ဟာပါလိမ့်မတို့ဟောကလေးတွေပါစိတ်ပြဲလို့ဇဝေဇဝါဖြစ်လို့အဲ့ဒီဇဝေဇဝါဖြစ်ရကဗုဒ္ဓဘာသာဥကြီးတွေရော့သွားဘုန်းတော်ကြီးတွေကိုပြုစုမဲ့တရားဓမ္မတွေနဲသွားသွမ်းကန်ထောက်ပါမဲ့တရားဓမ္မတွေရော့သွားတဖြည်းဖြည်းပြဲသွားသာသနာမကွယ်ပဲကြည့်ပါမလားကွယ်မှာပေါ့ဒီဗုဒ္ဓမြတ်စွာကိုမယိုသေးမှုနော်တရားတော်ကိုမယိုသေးမှုဆိုတဲ့ဥစ္စာဟာတရားကောင်းကောင်းမွန်မွန်ဟောကြားပြီးကောင်းကောင်းမနာခြင်းဒါတော့ထားပါတော့ပေါ့လေအရိယာသံဃာတော်တွေမယိုသေးဘူးဆိုတဲ့ဥစ္စာလည်းပဲခုခေတ်ပါလေသာသနာပြုတဲ့ဥစ္စာကိုဘုန်းကြီးကိုပြုနေကြတာပါသာသနာပြုတာမဟုတ်ပါဘူးသာသနာတကယ်ပြုလို့ရှိရင်သာသနာတကယ်ကောင်းအောင်လုပ်ရမယ်မဟုတ်ပါဘူးခုတော့ဘုန်းကြီးကပြောလိုက်စမ်းကျင်တယ်ဒီဧကပါဏိတာလိုချင်တဲ့ဘုန်းကြီးရဲ့တကာကအဲ့ဒီတကာကိုယ်တိုင်ကဧကပါဏိတာမရအောင်လိုက်ပြီးတော့လက်မှတ်ယူတဲ့သာသနာပြုတာလားကိုဘုန်းကြီးကိုမြောက်တာလားဘာအိဗေမှမရှိတာတွေလုပ်နေတယ်သာသနာကွယ်မယ်မထိန်နိုင်လို့ကွယ်မှာသာသနာကဗုဒ္ဓဘာသာလူမျိုးတွေကမထိန်ရင်ကွယ်မယ်သာသနာဒါကြောင့်ဘုန်းကြီးကပြောပြီးတော့နေတယ်ပြောနေမယ်ဘာလို့မှအရေးမစိုက်ကြပါဘူးဘုန်းကြီးသိပါတယ်အရေးမစိုက်လို့တရားမဟောပါရစီနဲ့လို့ဆိုနေတဲ့ဥစ္စာကိုခဏဟောဖို့ရန်တိုက်တွန်းလို့တစ်ခါတရံပါလာတယ်မဟောပါရစီနဲ့ဘာဖြစ်လဲဘုန်းကြီးတကယ်သာသနာပြုလို့ချင်းပိုက်တန်တလောက်မကုံမဲနဲ့သာသနာလာတယ်သာသနာတိုးတက်လာတယ်ပိုက်တန်တလောက်ကုံစရာမလိုပါဘူးအားလုံးဥပဒကဥပတိကာမတို့ရဲ့ကထိန်ဆိုတဲ့ဥစ္စာဟာပွဲတွေဘယ်လောက်များလာလဲဘုန်းတော်ကြီးတွေကကထိန်သင်္ကန်းမှာတပါးတည်းပြင်ပစ္စည်းရပါမှဒီကထိန်နဲ့မဆိုင်လာပါဘူးခုတော့မဟုတ်ဘူးနိုင်ငံခြားကနာယီကြီးတွေကောစောတွေဒါတွေကထိန်ခင်းတယ်တဲ့ဘုန်းကြီးကပြောတယ်သာသနာတော့ပိုက်ဆံမကုန်ရဘူးသာသနာပြုတကယ်စစ်ကစားစရာရှိဖို့ရဲ့လေလုံးမိုးလုံးရှိဖို့ရဲ့ဒါပဲအရေးကြီးတယ်လေလုံးမိုးလုံးနဲ့မှန်ကန်စားနိုင်လို့ရှိရင်သာသနာမှာစားသင်နိုင်တယ်စားအားနိုင်တယ်စားချနိုင်တယ်ကမ္မဋ္ဌာန်းအားထုတ်နိုင်တယ်ဒါလောက်ကျောင်းကြီးကကြီးတွေကြီးကျယ်မှစားအားနိုင်တာမဟုတ်ပါဘူးဒါလောက်ကျောင်းကြီးကကြီးတွေကြီးကျယ်ကကမ္မဋ္ဌာန်းအားထုတ်လို့အနှောက်အယှက်တောင်ဖြစ်သေးတယ်အဲ့တော့ဒါလောက်ပိုက်ဆံမကုန်ဘဲနဲ့သာသနာပြုလို့ရရဲ့သားနဲ့ယခုတော့ပိုက်ဆံတွေကုန်ပြီးတော့သာသနာအထမမြောက်ဘူးသာသနာကွဲမဲ့ဘသူဖြတ်တော့ဒီဗုဒ္ဓဘာသာတွေဖြတ်တာပဲသာသနာဟာမြတ်စွာဘုရားရဲ့အင်မတန်မွန်မြတ်တဲ့သာသနာကိုသူများဖြတ်လို့မပြတ်ပါဘူးဖြတ်ကျင်နိုင်ပြတ်ပါမပြတ်ပါဘူးဘုန်းကြီးတို့ကြံ့ကြံ့ခံနိုင်ပါတယ်ယခုတော့ဘုန်းကြီးတို့အတွင်းကနေပြီးတော့ဖြတ်ကြတော့ဘယ်နဲ့လုပ်ပြီးတော့ဘုန်းကြီးတို့ခံမလဲဘုန်းကြီးเจ้าကိုကြက်တယ်လို့ပြောတယ်တချို့ကိုတော်တွေမနေခြင်းဘူးလို့ပြောတယ်ဘုန်းကြီးကပြောတယ်ကြမ်းမယ်ပို့ကြမ်းမယ်
သာသနာကဒီလိုမဟုတ်ပါဘူးဘုရားသာသနာလာခဲ့တာကဒီနည်းမဟုတ်ပါဘူးဘုန်းကြီးတို့မှာဟိုဘက်မှာသံဃာတစ်ခုရှိပါသေးတယ်သွားရမယ်ဘဝရှိပါသေးတယ်အဲ့ဒီသွားရမယ်ဘဝနဲ့တမ်းမတက်လို့ရှိရင်ဖြင့်ဘာလမ်းမှမဟုတ်ပေဘူးအဲ့ဒါကြောင့်သာသနာဘသူဖြစ်တယ်လဲလို့ဆိုရင်ဘုန်းကြီးတို့အတွင်းကနေဖြစ်နေကြတယ်ဒီတော့ဘုန်းကြီးကအရင်တုန်းကပြောခဲ့တယ်ဗုဒ္ဓမြတ်စွာရဲ့သာသနာပြန့်နှံ့ပြီးတော့နေတဲ့နိုင်ငံဟာဘာပင်မှမပေါက်နိုင်ဘူးလို့ဆိုတဲ့ဥစ္စာသာသနာကိုကြံ့ကြံ့ခံပြီးတော့တကယ်ပြကြလို့ချင်းဘာပင်မှမပေါက်နိုင်ဘူးအကယ်၍အဲ့ဒီအပင်ကိုအတင်းဆိုင်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့ရဲ့အသက်တရားအကုန်လုံးအကျိကရှိမယ်ယခုတော့ကိုအပင်ဟိုကမဆိုင်ရသေးဘူးဒီကအပင်ဆိုင်เสียနေရာတွေရှင်းပြီးတော့ပြည့်သလိုဘုရားဘာသာစစ်စစ်တွေကိုဖယ်ပေးနေကြတော့ဘုန်းကြီးတို့မတတ်နိုင်ဘူးဘာမှအရှိမခံနိုင်ဘူးဘုန်းကြီးတို့ဒါကိုသိစေခြင်းလို့ဘုန်းကြီးမကြာခဏဟောပေးပါတယ်ဒါပေမဲ့လို့ဘလောက်မှအရေးမကြီးဘူးအရေးမကြီးတော့ဘုန်းကြီးကဝန်းနေသလားဆိုတော့မနှဲပါဘူးကိုတရားအတိုင်းလုပ်တာပါကျောင်းမှာသင်္ကားတွေမရှိဘူးဆိုလဲဝန်းမနှဲပါဘူးကိုတရားအတိုင်းထိမ့်သိမ့်တာပါတရားဓမ္မတွေကဒီလိုတော့တပည့်တော်တို့ဒီလောက်တင်းကျပ်တဲ့ဘာသာကိုမကိုးကွယ်ကျင်ပါဘူးဆိုရင်မကိုးကွယ်ပဲနေဖို့ပဲရှိတယ်မြတ်စွာဘုရားရဲ့ဘာသာကတော့အင်မတန်သေးကြတယ်အင်မတန်ကြနာတယ်ဒီတော့သုံးကြီးတစ်ခုပြောမယ်သိက္ခာကိုမလေးစားခြင်းဟာတဲ့သာသနာကွယ်ကြောင်းလို့ဆိုတယ်သိက္ခာမလေးစားခြင်းဆိုတာဘုန်းတော်ကြီးများကဘုန်းတော်ကြီးသိက္ခာကိုမလေးစားဘူးဥပဒကတွေကဥပဒကသိက္ခာကိုမလေးစားဘူးဆိုရင်သာသနာကွယ်မယ်ဘာဖြစ်လို့ကွယ်မလဲလက်ညှိုးထုတ်မယ်ဘယ်နဲ့လဲဒီဗုဒ္ဓဘာသာလူတွေကယဟန်သံဃာတော်တွေကဒီလိုတဲ့လားသူတို့ဘုရားကဒီလိုဟောတယ်လားလို့ဆိုတော့သူတို့ကဘုန်းကြီးတို့လက်လှမ်းမိတဲ့လူနဲ့လက်လှမ်းမိတဲ့ခေပညာတတ်တွေနဲ့ဆွေးနွေးကြရောဆွေးနွေးတော့ခေပညာတတ်တဲ့သူတွေကလည်းခေပညာပဲတတ်တယ်ဘာသာရေးကိုသူတို့လေးပင်မရှိဘူးမနားမလဲဘူးမယိုးဖလားပဲသူတို့နားတယ်တော့ကိုကပြောလေသူတို့စိတ်တဲ့ဇဝေဇဝါဖြစ်လေကိုယ်ွယ်ခြင်းနဲ့စိတ်တွေရော့လာလေအဲ့လိုဖြစ်တော့တဖြည်းဖြည်းဗုဒ္ဓဘာသာတွေပါပြီးတော့ဗုဒ္ဓဘာသာဝင်လူဦးရေဟာရော့သွားရတော့မှာပဲရှိပြီးသားလူဦးရေလည်းပေါ့ကလေးပဲကိုယ်ွယ်ကြတော့တယ်ယဟန်တော်များကယဟန်သိက္ခာမယိုသေးုံလားလို့ဆိုတော့လူတွေကကောငါးပါးသီလကိုတဲ့ပြည်စုံအောင်ဆောက်တည်ကြပါလို့ဆိုရင်ပဲဘာကလေးကတော့မူသားကလေးကတော့မပြည့်နိုင်သလိုမူသားမပြည့်နိုင်တာကမှမဟုတ်နားကြလို့ကောင်းနေတယ်တချို့နေရာမှာဒိပြင်သိက္ခာပုဒ်တွေတောင်မှမထိန်နိုင်ဘူးတဲ့သိက္ခာပုဒ်တစ်ပါးထိန်မလို့နှစ်ပါးထိန်မလို့ပြီးတော့သိက္ခာပုဒ်မှမထိန်တော့ကိုဘေးကဘယ်နဲ့လက်ညှိုးထိုးမလဲခင်ဗျားတို့ဗုဒ္ဓဘာသာလို့ဆိုတဲ့လူတွေလေဒီစားသိပြီးတော့ဆိုပါတော့မတရားလုပ်တာပဲသီလပြတ်တယ်လို့သူတို့မသိပေမဲ့မတရားသိလုပ်တာပဲသူတို့ဘုရားကဒီလိုပဲလုပ်ရတယ်လို့ပြောသလားဟောသလားဆိုတော့သဝေဇဝါတွေပြေလို့မြတ်စွာဘုရားကပဲခွင့်ပြုထားသလိုလိုဘာလို့လို့ဆိုတော့ဘုန်းကြီးကလေဒါတွေအကုန်လုံးယဟန်တော်များကယဟန်တော်သိက္ခာကိုထဲလို့သာဘေပရိယတွေကိုကြာနာသင်လို့ယဟန်တော်များကပညာရေးခေအားလျော်စွာကလေးတွေပညာသင်နိုင်အောင်ကြိုးစားလို့လူတွေကလည်းပဲတလောက်ကြောင်းကြီးကန်ကြီးတွေဆောက်ဖို့မဟုတ်ပဲနဲ့စာရေးတော်ရေးပြည်စုံယုံကလေးကြိုးစားပြီးတော့ထောက်ပံ့လို့မိမိတို့ရဲ့သီလသိက္ခာလည်းမိမိတို့ထိန်လို့တို့ဗုဒ္ဓမြတ်စွာရဲ့တရားတော်က၅ပါးသီလတော့မပြည့်ရဘူး၅ပါးသီလပြည့်တယ်ဆိုလို့ရှိရင်အပယ်၄ပါးကလွတ်ဖို့ရန်သိမချရဘူးဆိုတော့ကျုပ်တို့၅ပါးသီလတော့ကောင်းကောင်းကြီးလုံတာပဲလို့ဆိုရင်ဆိုတော့ဈေးရောင်ဈေးဝယ်ဘက်ကရောင်းတဲ့ဘက်ကလည်း၅ပါးသီလလုံလို့ဝယ်တဲ့ဘက်ကလည်း၅ပါးသီလလုံလို့ဒီလောက်ရင်းလို့ရှိရင်ဒီလောက်အမြတ်ရမယ်ဆိုတဲ့ထုံးစံတိုင်းအမြတ်ယူလို့အဲ့လိုများဆိုရင်ဗုဒ္ဓမြတ်စွာသာသနာမကွယ်ဘူးဘာဝါဒမှမလာနိုင်ဘူးဘုန်းကြီးများကလည်းပဲလေကလေးတွေကိုပညာသင်ပေးနိုင်အောင်ကြိုးစားမယ်ဘယ်လောက်ကြိုးစားမလဲအများကြီးကြိုးစားမယ်ကျေးရွာနယ်ပယ်ကစပြီးတကားလားဘုန်းတော်ကြီးတွေကကလေးတွေလိမ္မာရင်ကြည့်အောင်တာဝန်ယူမယ်အခြေခံပညာတော့တတ်အောင်တာဝန်ယူမယ်ဒါလို့ဆိုရင်ဘယ်ကလာပြီးတော့ဘာဝါဒကတိုးနိုင်အောင်မှာတော့
ရပ်သူရွာသားတွေကြည့်လိုက်တဲ့အတော်အစားအကစားဗုဒ္ဓမြတ်စွာကမရှိရဘူးဆိုတဲ့အတိုင်းအားလုံးမရှိကြဘူးဘယ်ဝါဒလာပြီးတော့တိုးနိုင်အောင်မှာလဲယခုတော့ဗုဒ္ဓမြတ်စွာရဲ့ဝါဒကိုမိယောဖလာကလေးသူတို့ကမလို့လဲလို့လဲကိုးကွယ်ပြီးတော့သီလသိက္ခာလည်းမထိတ်ဘူးတယောက်တယောက်ညားတာမှုလည်းမလို့ဘူးကိုယ်ဘာသာကိုဗုဒ္ဓဘာသာသာဆိုတာလုတ်တဲ့ကိုင်းတဲ့အနေကတော့ဘာသာမရှိသလိုပဲလုတ်ကိုင်းနေကြတယ်ဒီတော့ဗုဒ္ဓဘာသာကဘယ်နဲ့လုတ်ပြီးတော့တားရှိခံနိုင်မှာတော့ခံနိုင်အောင်တော့ဘယ်နဲ့လုတ်ပြီးတော့နိုင်ငံမှာအကျိုးပြုနိုင်အောင်မှာတော့အကျိုးမပြုနိုင်တဲ့ဘာသာဟာဘယ်နဲ့လုတ်ပြီးတော့ကြာရှည်ခံမှာလဲဒါကြောင့်မို့လို့အလုံးတော့ဘုန်းကြီးရဲ့ရည်ရွယ်ချက်ဟာမရနိုင်တော့ဘူးလို့လျှော့လိုက်ပြီးဆိုပါတော့တယောက်ချင်းတော့မလျှော့ကြသမ်းပါနဲ့ဘုန်းကြီးတို့တွေဟာဒီဘဝကောင်းကလေးကိုလွန်သွားလို့ရှိရင်တော့ဘုန်းကြီးရောယခုအမတန်တရားနဲ့လာတဲ့တချို့လူတွေရောကိုဘဝကြလို့ရှိရင်အမတန်ပူပန်စရာတွေတွေ့ပါလိမ့်မယ်လို့ဣဒာကနံဝိရာဒေတိသတ္တမတ္တနိယမကံသီရံတောအနုတပေတိသေရိဝါယံဝဝါနိသောဣဒာဘဝေယခုဖြစ်ရပိစေခဂျုံဤလူဘုံ၌သတ္တမတ္တသူတော်ကောင်းတရားအစစ်အမှန်ဤနိယမကံပဲ့ကိုင်းကြီးနှင့်တူလစွာသောလို့ဒီဘဝဟာပဲ့ကိုင်းကြီးပဲသူတော်ကောင်းတရားရဲ့လေရင်မြန်ကြီးဆိုကြပါစို့သူတော်ကောင်းတရားတည်ဟူသောလေရင်မြန်ကြီးကဘယ်ထိအောင်သွားမလဲနိဗ္ဗာန်ထိအောင်သွားမယ်အဲ့ဒီနိဗ္ဗာန်ထိအောင်သွားမယ်သူတော်ကောင်းတရားတည်ဟူသောလေရင်မြန်ကြီးရဲ့ပဲ့ကိုင်းကဒီဘဝပဲဒီဘဝကပဲ့ကိုင်းတဲ့ဥစ္စာဟာပဲ့ပြက်သွားရင်ချော်သွားလို့ရှိရင်လေရင်မြန်ဂျွန်းလုံးမောက်ကုန်သွားတယ်လို့ပဲလေးပါသွားလိမ့်မယ်သတ္တမသာသူတော်ကောင်းတရားဤနိယမကံပဲ့ကိုင်းကြီးနှင့်တူလစွာသောခဏံဘုဒ္ဓဘာဒဒုံလဘဟုကျုံရလင်တောင်းအခွင့်ကောင်းကြီးကိုယတိဝိရာတေတိအကယ်၍ချွတ်ချော်သွားစေရန်ဧဝံတတိဤသို့ချွတ်ချော်၍သွားခဲ့သည်ရှိသောအယံတေရိဝဝါနိဇောဝံတေရိဝမြည်ရွယ်ကုန်သည်အလောင်းရွယ်ကုန်သည်ရောင်ဒေဝတာအလောင်းကဲ့သို့ရှင်းတော့ကဒီရွယ်ကုန်သည်လို့အလုံးကအဓိပ္ပာယ်ပြောနေတယ်ရွယ်ကုန်သည်မဟုတ်လို့ရှိရင်လည်းပလဲတို့ဘာတို့ပတိကုံကလေးပဲကလားတွေလဲပြီးတော့ရောင်းတယ်လို့ပေါ့လေရင်မွေးတဲ့စီလဲရောင်းတယ်လို့အဲ့လိုလဲပြီးတော့ရောင်းတဲ့ကုံတွေနှစ်ယောက်အိတ်ကလေးလွယ်လို့တမျိုးကတမျိုးလှည့်ပြီးတော့သွားနေကြတနေ့ကြတော့ကုံတွေနှစ်ယောက်မြို့တစ်မြို့ကိုဝင်မဲလို့လှုပ်တော့စီကံထားတယ်တယောက်ဝင်တဲ့လမ်းကိုတယောက်ကမဝင်ရဘူးနော်အဲ့ဒီလိုထွက်ပြီးမှနောက်တယောက်ကဝင်ရမယ်နော်အဲ့လိုစီကံထားပြီးတော့မြို့ကိုဝင်သွားကြညာပြီးတော့ကိုလမ်းတဲ့ကိုဝင်သွားတယ်ဝင်သွားတော့တအိမ်မှာရှေးတုန်းကတထေးအဆက်ဆက်ခုတော့လူတွေလည်းပဲသေးလို့ပစ္စည်းတွေလည်းကုန်လို့မိဘွားနှစ်ယောက်ပဲကြံတယ်တထေးမျိုးဒါနဲ့ဟိုကဆိုတော့ရွယ်တယ်လို့ဒီရောက်နေတော့မိကလေးကဟောဖွားရဲ့မိကစားဖို့လေဝယ်ပေးစမ်းပါလို့ဆိုတော့ဖွားကတို့ကွယ်ဘာမှလည်းပိုက်ဆံလည်းမရှိဘူးဝယ်ကြရတယ်ဖွားရဲ့တခုခုနဲ့ကြာပြီးတော့ဝယ်ပေးစမ်းပါလို့ပူဇာတာနဲ့ခေါ်လိုက်ရတယ်ခေါ်လိုက်ရတယ်ပိုက်ဆံပေးစရာမရှိဘူးဒါနဲ့ဟိုအကျိုးကြဒီအကျိုးကြချာပြီးတော့နှိုက်တော့ဒီရေထက်ပြီးတော့ခတ်နေတဲ့ရေခွက်ကြီးတစ်ခွက်မြင်လို့မောင်ရဲ့အဖွားတို့အတော်တို့ပိုက်ဆံလည်းမရှိပါဘူးဟောဒီခွက်နဲ့လေရသမျှကလေးမောင်တူမကလေးကစားရအောင်ဆင်ရအောင်ရသမျှကလေးပေးခဲ့ပါလို့တောင်းပန်ပန်နဲ့ခွက်ကြီးထုတ်ပြရေခွက်ထုတ်ပြတော့လူကနားလဲတဲ့သူဖြစ်တော့ရေခွက်အမှတ်တမဲ့နဲ့ချစ်ကြည့်တော့ရေခွက်ကြီးကရွှေခွက်ဖြစ်နေတယ်ရွှေမှရွှေကောင်းကြီးဟောင်းနွားပြီးတော့အညစ်အကြေးတွေတက်နေလို့သာရေခွက်ကြီးလို့ထင်ရတာတကယ်ရွှေစစ်ကြီးဖြစ်နေတော့ငါတော့ဒီခွက်တော့အလွယ်တကူနဲ့ရမှာပဲလို့စိတ်ထဲကလောဘဖြစ်ပြီးလေလွှင့်ပြလိုက်တယ်အလကဒီခွက်နဲ့တော့ဘာပေးနိုင်ပါမတုံးလို့သူကလွှင့်ပြလိုက်တယ်စိတ်နော်စိတ်သူရွှေခွက်မှန်းသိတယ်ချောင်းချောင်းလဲလဲနဲ့ရအောင်လို့ဆိုပြီးတော့ရွှေခွက်ဟန်လုပ်ပြီးတော့လွှင့်ပြလိုက်တယ်
လွှဲမလိုက်ပြီးတော့ဒါဘာလို့ရမှာလဲဘာလဲညာလဲဆိုပြီးတော့မိတွန်တောက်တီးပြီးတော့သူကဟန်လုပ်ပြီးတော့ထွက်သွားဟိုကအတော်ကြီးကကွယ်တော့လည်းဘာမှမရှိလို့လောက်ရတာပဲဆိုပြီးတော့ဒီခွက်ကလေးပြန်ကောက်မင်းကလေးလည်းပဲမျက်နှာငယ်ကလေးနဲ့ကြည့်နေရဲ့နောက်ဒီလူကဒီလမ်းကထွက်သွားတော့နောက်တယောက်လာပြန်တလောပဲရောက်ပြန်တော့အဖွားရဲ့ဟောခေါ်စားပါဟောတယောက်လာပြန်ပြီမခေါ်ပါနဲ့ငါမိရဲ့ခုနကလည်းပြောသွားလိုက်တာအဖွားတို့ပိုက်ဆံမရှိရတဲ့အပြင်သူကပြောဆိုသွားလိုက်တာအဖွားတို့နာပါတယ်မခေါ်ပါနဲ့အဖွားရဲ့ဟောဒီလူကတော့လေမျက်နှာကတော်တော်ချိုးတယ်နော်မင်းကလေးကလည်းအကဲခတ်တယ်မျက်နှာကတော်တော်ချိုးတယ်အဖွားရဲ့တနာကျင်တနာမှာပါအဖွားရဲ့ခေါ်စားပါအောင်ဆိုတော့ခေါ်လိုက်ရပြန်ရောခေါ်လိုက်ပြီးတော့ခုနကလိုပဲခွက်ကြည့်ပြရတော့သိသိချာချာကြည့်အတော်ကြီးရဲ့ဒီခွက်ကတော့သာမန်မဟုတ်ဘူးတော်ကြီးရွှေခွက်ကြီးရွှေမကောင်းလိုက်တာဒီခွက်နဲ့တန်တဲ့ပစ္စည်းတော့ကျုပ်ဒီတဲ့ပါတော့မပါဘူးလို့ပြောတော့အောက်မလေးမောင်ရဲ့မောက်ကံကြောင့်ရွှေခွက်ဖြစ်သွားထမရဲ့ခုနကလူကတော့ပြောသွားလိုက်တာလကနှစ်ပြားမှမတန်လောက်အောင်ပြောသွားတယ်မောင်မောင်ပေးကျင်တော့ပေးခဲ့ပေးကျင်တော့ပေးခဲ့မဲကောင်းလိုက်တာဒါဖြင့်ဒီလိုတော်ရဲ့လုပ်ပါကျွန်တော်ရောင်းလာတဲ့ဥစ္စာငွေ900ရပါတယ်အဲ့ဒီငွေ900ရဲ့ကျွန်တော်မှပါတဲ့ကုန်တွေရဲ့အကုန်လုံးပဲကျွန်တော်ပေးခဲ့ပါမယ်လို့ဆိုတော့သဘောပါမောင်ရဲ့သဘောပါဒါမဲ့ဗျာကျွန်တော်ချိန်ခွင်ကလေးတော့ပြန်ပြီးတော့ပေးလိုက်ပါလို့ဆိုပြီးတော့ချိန်ခွင်ကလေးပြန်တောင်းပြီးတော့ဗျာကျွန်တော်ဟိုဘက်ကူးရမှာကရှစ်ကြက်ပေးရပါတယ်ဟိုလှင်းနဲ့ကူးရမှာမို့လို့အဲ့ဒီရှစ်ကြက်လည်းကျွန်တော်ပြန်ပြီးတော့ဗျာသွန်းပေးလိုက်ပါအောင်လို့ဆိုတော့အဖွားကလည်းလေအားရပါရဝမ်းမြောက်ဝမ်းသာနဲ့ငွေ900နဲ့ပစ္စည်းတွေနဲ့အပ်ထားတော့အဲ့ဒီငွေရှစ်ကြက်ရောချိန်ခွင်ကလေးရောပြန်ပြီးတော့ပေးလိုက်သူကသိတယ်ဟိုကောင်တော့တစ်လှည့်လှည့်လာလို့ရှိရင်တော့ဒီရောက်လာလိမ့်မယ်ရောက်လာလို့ရှိရင်တော့ငါနဲ့ငါယူသွားတယ်လို့ငါရသွားတယ်ဆိုတာသိရင် तू ခံချင်မှာမဟုတ်ဘူးဆိုပြီးတော့အမြန်တကယ်ကကန်းနာဆင်းတာပဲကန်းနာဆင်းပြီးတော့မှလေသမားခေါ်တော့ပြုတ်ဘယ်မြို့ကိုလိုက်မလားတယောက်တည်းတော့မလိုက်နိုင်ဘူးဘာဖြစ်လို့တော့ရှစ်ကြရမှာကျွန်တော်ကလိုက်တာဟုတ်ပေးမယ်ရှစ်ကြမင်းဘယ်သူမှမတင်ရဘူးရှစ်ကြပေးရင်ဘယ်သူမှမတင်ပါဘူးကဲမြန်မြန်ကူးကွယ်လို့ဆိုပြီးတော့လေပေါ်အတင်းတက်သွားနောက်ခုနကပထမကုံတွေကရောင်လဲနဲ့ခုနကလိုလမ်းလဲပြီးတော့ခုနကအိမ်ရောက်လာအတော်ကြီးရာကဲခုနကကလေးမလေးတနာလို့ခုနကခွက်ကပေးခဲ့ပါကျုပ်တော်သလိုပေးပါမယ်နဲ့သူကလှမ်းတောင်းတော့ဖွားကအတော်ကြီးကခုနကလိုလက်မဲ့မဟုတ်တော့ဘူးလေပစ္စည်းကရှိလာပြီမို့လားအောင်းမယ်မင်းကသာဟိုနှစ်ပြားမှမတန်အောင်ပြောသွားတာသိလားကိုနဲ့တယောက်ကတော့ကွယ်တော်လိုက်တာသိလားမင်းဆရာနဲ့တူပါကွယ်အမေသူကမင်းနဲ့တော်တော်မြင်တယ်ကိုကွယ်တဟာရွှေခွက်ကြီးလို့ဆိုပြီးတော့ဟောငွေ900ရောအကုန်တွေရောအကုန်လုံးပေးပြီးတော့ယူသွားလေရဲ့လို့ဆိုတော့မှဟိုင်းဒီကောင်ကတော့ချသွားပြီဆိုပြီးမကျေနပ်ဘူးဆိုပြီးတော့တခါတည်းကန်းလာလိုက်တာပဲကန်းလာလိုက်တော့လှေကဘယ်ရောက်သွားတော့ရေလေတော်တော်ရောက်သွားပြီလှေသမားပြန်ခဲ့ပါဦးငါလိုက်ပြရစီအောင်လို့ဆိုတော့လှေသမားကပြန်ညင်တယ်ဘယ်မင်းငါအစကဒဇင်းလုံးငှားထားတာမပြန်ရဘူးလို့ဆိုတော့မှကြောက်ရောဒဇင်းလုံးငှားထားလို့မပြန်နိုင်ဘူးလို့လှမ်းអော်တော့တခါတည်းဟိုက်ဆိုပြီးတော့ဒီမှာတွေးအောင်ပြီးလဲပြီးသေးပါရောအဲ့ဒါသူများမို့ရှင်ဒေဝဒအလောင်းဟိုတယောက်ကဖရာအလောင်းအဲ့ဒါဘယ်တော့မှဖြစ်တော့ဆိုတော့လွန်ခဲ့တဲ့3ကဘာလောက်ကဖြစ်တာ3ကဘာလောက်ကမှဒီကုံတယ်ဘဝတုန်းကယံစဖြစ်ကြတာအဲ့ဒီယံစဖြစ်ရာကနောက်မကျေနိုင်လို့ဘဝတိုင်းဖရာလောင်းနဲ့တွေ့ရင်ယံလောက်တာပဲတဘဝတုန်းကပြန်လေဖရာလောင်းကဓမ္မပါဠမင်းသားဖြစ်ရှင်ဒေဝဒအလောင်းကအဲ့ဒီမင်းသားရဲ့ဖခမည်းတော်ဆိုတဲ့မဟာပတာပမင်းဖြစ်တယ်မေတော်ဆိုတဲ့သူကမိသေးတော်ဂေါတမီအလောင်းကမေတော်ဖြစ်တယ်အဲ့ဒီမလေးဓမ္မပါဠမင်းသားကလေးသူ့ရင်သွေးသူ့သားတော်အစ်စ်ရှင်းတော့ကယံဖက်ဖြစ်လာခဲ့တာဖြစ်တော့ဒီနေ့တော့မေတော်ကသားကလေးရေမိုးချိုးပြီးတော့နတ်သားတွေပါလေးလိမ့်ပြီးတော့မြူးနေတော့မှမဟာပတာပမင်းကအဆောင်တော်ရောက်လာတော့ရုတ်တရက်မိဖုရားကထပြီးတော့ခကြီးဥကြိုမပြုတ်မိဘူးအဲ့ဒါနဲ့အမေသင်သားငယ်ငယ်တုန်းကမှငါဒါတော့ဂရုမဆိုင်လို့ရှိရင်သင်သားကြည့်လို့ရှိရင်ငါဘာမှအရေးတိုက်မှာမဟုတ်ဘူးဆိုပြီးတော့တခါတည်းအဆောင်တော်ပြန်သွားပြီးအာနာသားတွေကိုမင်းသားကလေးသွားပြီးတော့အတင်းဆွဲခေါ်ရမယ်ဆိုလို့မင်းသားကလေးဆွဲခေါ်သူ့သားသားကမင်းသားကလေးအတင်းလူယူပြီးတော့ဗောလေဆွဲတော့မခေါ်ရဘူးမင်းသားကလေးကခေါ်နိုင်တဲ့အရွယ်မဟုတ်သေးဘူးအတင်းလူပြီးတော့ယူပြီးတော့နန်းရင်ပြင်ချမေတော်ကြီးကနောက်ကလိုက်လာတယ်မင်းသားကလေးအပြစ်မဟုတ်ပါဘူးသူ့အပြစ်ပါအပြစ်ရှိရင်သူ့ကိုအပြစ်ပေးပါသားတော်ကလေးမပေးပါနဲ့တောင်းပန်တော့မှလက်ဖြတ်ဟဲ့ခ
ဖြတ်တယ်ခြေဖြတ်ဟဲ့ဖြတ်ကြတယ်ခြေတော့ဖြတ်ဟဲ့ဖြတ်ကြတယ်မေတော်ကြီးကငိုပြီးတော့ gain ခြေတော်လက်တုံးလေးကဘာမှရမမှုနိုင်ပါဘူးဖြစ်တယ်လို့နဲ့သွားပါရစီတော့လို့အဲ့ဒါလိုတောင်းမှမယ်မရဘူးတခါတည်းအသေးသတ်ဟဲ့ဆိုပြီးတကားလာကောင်းဖြတ်တယ်မေတော်ကြီးလည်းရင်ကွဲပြီးတော့သေးချာရောမင်းသားလည်းသေးချာရောသူလည်းပဲနောက်မိဖုရားမရှိတဲ့နောက်မှာမနေတာမနေတာပြစ်ပြီးတကားလာသူလည်းသေးရောပြီးတော့လောကကြီးမှာလေနည်းနည်းကလေးဟိုရွှေခွက်တုံးကစိတ်မကောင်းထားလိုက်မိတဲ့အတွက်ကြောင့်တသန္တရာလုံးရံပက်ကြီးတွေဖြစ်ပြီးတော့လာပြီးနောက်ဆုံးဘဝကြတော့မြတ်စွာဘုရားအလောင်းနဲ့ရှင်ဒေဝဒအလောင်းနဲ့ဟောညီတော်နောင်တော်တဝမ်းခွဲပဲတော်ကြသေးတယ်အဲ့ဒါမြတ်စွာဘုရားကဘုရားပြစ်လို့ရှင်ဒေဝဒကယဟန်ပြုတဲ့အခါမှာငါလည်းဘုရားပြစ်မယ်ဆိုပြီးတကားလာမြတ်စွာဘုရားဂုဏ်မြန်လိုက်တဲ့ဥစ္စာနောက်ဆုံးသံဃာတွေသင်ခွဲပြီးတော့မြတ်စွာဘုရားကိုတခါတည်းတဏှာမှာသံဃာသင်ခွဲပြီးသူ့သံဃာတွေနဲ့သူဘုရားလုပ်ပြီးတော့နေလိုက်တာလေမြတ်စွာဘုရားကသာရိပုတ္တရာမောက္ကလန်တို့ပါသွားတဲ့ဒေဝဒနောက်ပါသွားတဲ့ယဟန်ကလေးတွေဟာမလိမ့်နမကလေးတွေသင်တို့မတနာရဘူးလားလို့အမိန့်တော်ရှိလို့ရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်ကရှင်ဒေဝဒနောက်လိုက်ပြီးတော့သွားတော့ရှင်ဒေဝဒကသူ့သံဃာ900လောက်နဲ့နေရာကျလို့ဟောကြည့်ငါအယူဝါဒသဘောကျလို့ဒေဝဒငါရဲ့အယူဝါဒသဘောကျလို့သာရိပုတ္တရာတို့မောက္ကလန်တို့ငါနောက်ပါလာပြီလို့အဲ့ဒါလိုများအမိန့်ရှိလို့နောက်တော့ရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့အနာရောက်တော့သူကစကားသမီးပြောလို့ပြောပြီးတော့သူ့ကိုယ်သူဖျားလို့ထင်ပြီးတကားလားဖျားသံအနေမျိုးနဲ့ဖျားအပြောမျိုးနဲ့ပြောပြီးတော့သာရိပုတ္တရာအရှင်သာရိပုတ္တရာမိမတော့ပြင်ခါးတွေပါညောင်းနေပြီခဏတပြုတ်လှဲအောင်မယ်ယဟန်တော်တွေကိုတရားပေးပါလို့တရားဟောပါလို့တိုက်တွန်းပြီးတော့သူကအတွင်းဝင်ပြီးတော့ခဏလှဲလိုက်တာဒါကဘုရားလိုရိုးထုံးစံရှိတယ်မြတ်စွာဘုရားကခါတော်ညောင်းတဲ့အခါရှင်သာရိပုတ္တရာတရားဟောခိုင်းပြီးတော့အတွင်းမှာခဏလှဲလို့နားထောင်ပြီးတော့နေတယ်ရှင်ဒေဝဒကလည်းအတွင်းဝင်ပြီးတကားလားသူကလှဲလိုက်တာသူကတော့တကယ်ပင်ပန်းပြီးတော့အဟုတ်ကိုအိပ်ပျော်သွားရောရှင်ဒေဝဒလည်းအိပ်ပျော်သွားရောရှင်သာရိပုတ္တကယဟန်တော်လေးတွေတရားဟောလို့ရှင်မောက္ကလန်ကတကုပြလို့နှစ်ပါးမြန်ကြီးခြေချွတ်လိုက်တဲ့ဥစ္စာယဟန်တော်လေးတွေလေတခါတည်းတရားရပြီးတော့သူသွားတော့မယ်အတင်တို့ဒီမှာနေရကြမလားဘုရားစီလိုက်ကြမလားလို့ဆိုတော့အားလုံးယဟန်900သလုံးဘုရားစီလိုက်ပါတော့မယ်လို့ဆိုပြီးတော့ရှင်သာရိပုတ္တရာရှင်မောက္ကလန်တော့လည်းပါသွားရောရှင်ဒေဝဒရဲ့လက်ထောက်ကြီးဖြစ်တဲ့ရှင်ကောဂါလိကတခါတည်းဝင်ပြီးတကားလားသာဇောကပြင်ဒူးနဲ့တိုက်တယ်လို့ပဲပြောတာပဲလေတခါတည်းယဟန်တွေပါသွားပြီလို့ဆိုတော့ရှင်ဒေဝဒဟာအမတန်ကြီးပူပန်ပြီးတကားလားတဖြည်းဖြည်းတွေးအံလာလိုက်တာမစားနိုင်မတော့နိုင်တွေးအံမစားနိုင်မတော့နိုင်တွေးအံ9 လလောက်ကြာတော့မှမျောလင်းကျမရှိတော့မှငါကိုမြတ်စွာဘုရားစီပို့ကြပါနောင်တော်ဘုရားစီပို့ကြပါပြီးတော့ဘေးကကောက္ကလိကတော့ဘယ်တစ်သက်လုံးရန်လှုပ်လာပြီးတော့ခုမှပို့လို့ဘယ်ပြစ်မှာတော့မဟုတ်ပါဘူးငါကသာရန်လှုပ်တာပါနောင်တော်ကငါကိုရန်မလှုပ်ပါဘူးနောင်တော်စီပို့ကြပါနောင်တော်စီပို့ကြပါလို့တိုက်တွန်းတော့ညောင်ဆောင်လေးနဲ့ထမ်းပြီးတော့ယူလာကြတယ်လေအတော်ခကြီးဝေဝေကယူလာရတာဖြစ်တော့ဇေရုံကျောင်းလောက်ရောက်ရင်ပဲခဏကလေးချကြတယ်ညောင်ဆောင်ချညောင်ဆောင်ကလေးခဏချလိုက်တယ်ဆိုရင်ရှင်ဒေဝဒကလည်းပူနှုံးလို့ဇေရုံကျောင်းရဲ့အနိဗ္ဗာန်ကရေကန်နဲ့ရေချိုးကျင်တာနဲ့မို့လို့ခြေတော်ကလေးအောက်ချလိုက်တာတခါတည်းမြေထဲဝင်သွားမြေထဲဝင်သွားပြန်လို့မရဘေးကဘာမှမကူနိုင်အမတန်ကြီးလည်းပတ်ဝန်းကျင်ကပူပြီးတော့နေအဲ့လိုနေရာကဒူးရောက်ပေါင်းရောက်ခါရောက်ဒီရင်ကောင်းလောက်ရောက်တဲ့အခါကျတော့မှမြတ်စွာဘုရားကိုပြန်သူမဖူးရတော့ဘူးလို့ဆိုပြီးတော့သူ့အပြစ်တွေကိုလှမ်းပြီးတော့ကတော့ပြီးဝင်ချတယ်ဣမေဟိအတိဟိတမေကပုဂ္ဂလံဒေဝတိဒေဝံနရဓမ္မသာရတေသမန္တစေကုံတတပုညလက္ခဏံပါဏိဟိဗုဒ္ဓံတရဏံကတောသမိဧကပုဂ္ဂလံကဘာအလုံးတွင်အသာဆုံးပုဂ္ဂိုလ်ဤဖြစ်တော်မူပေထသောဒေဝတိဒေဝနာအပေါင်းတို့၏ဥကောင်းညွတ်လျုကိုကိုရာအစစ်နမင်းကြီးလေးဖြစ်ပေထသောနရဓမ္မသာရတေဆုံးမရန်ကြုံများဖို့ဘုံကိုသုံးလင်းစွာသင်ပေး၍ရည်ကြည်အောင်ဆုံးမတော်မူနိုင်ပေထသောတတပုညလက္ခဏံရာပေါင်းများစွာဘုံတစ်ပါးကြောင့်ကောင်းစွာမြင်ကြွယ်တင်းတဲ့သောလက္ခဏာတော်လေးရှိပေထသောတံဗုဒ္ဓံတူ၍မနိုင်ပြန်၍မရကပ္ပတိကောင်ထိုးနှောင်းတော်မြတ်ဖရာကိုဣမေဟိအတ္တိဟိအသားတွေပြောက်အရေး၆သဖြင့်မျက်မှောက်ထင်စွာဤ300ဣမေဟိအတ္တိဟိအသားတွေပြောက်အရေး၆သဖြင့်မျက်မှောက်ထင်စွာဤ300သောအယိုးတို့ဖြင့်၎င်းဣ
Ime pane manye lole chopya kani piedo iatedo bien lagao Sarana udin jana pujin lali mayaroba Kugwaya huye dalayin Kado adami gondo tomang bundo manglaye chimuanto mana Lunzwa le mya aweya gasika gadoge baro di phaya Eka Pugalan Gava alone doing a thousand Bogoli Piedom Ubedalo Honiro Payagoli Honiroga Anagane Bido Dearoli Ligialo Naswa Paya a too much a thousand Piedago Honiro Senegaga Yogini no A Chende Wadagale Naswa Paya Piano da Pianida Chigoga Yanyu Palado Pianida Naswa Paya a thousand Pianida to Lenale no Ega Pugalangava alone, a thousand Pogoli Pidom Vedado, Ewadi Dewana Bondoi, Oconuleo, Kogoya as a without the Namini Pidom Vedado, Sipping that way, Biamari, Yasofia Labido, Udayaya, Papilo Udale, Lila Gung Abian Nat de Biamari de Thare, Tamari Gung Abian Nat de Biamari de Thare, Pinya Gung Abian Nat de Biamari and Nigen, Lungama Mayau. Eraja, oh, do it there. Yahana Biamaji, do it there. Erlo and the Avian Nat Biamari, Lapi the Gala, Uday Jaya, the get take counting Nat Eva Velu. Devadi Dewana, Bondoi, Oconuleo, Kogoya, as a widow in a many live bedado. Nara Dama Darate, Somaya, Jomia Bungo, Sonlins of the baby, Jam Somara Munay Bedado. Payaje Guromyagali, Lise Nawa Galapalo. The Yaruya on Chicho, Vidoni later. The Chole, Kajanjan Soma Mayame, Kajanjan Soma Vido, the Yahore. Nando Banana Nagamen, Vado Somare, Kanjaro. Jim Mogalama, why Vido, Kajanjan Soma Vido, the Yahore. The Joe Diaro, the thing they move in the Yahore. Yes, of Yali, Ayasia gone later. Hot the Kamyali, Songa Jada, Muyankaliri, Muyani Damilu. Kalimia Baluja. Muya Devia, Dimuja, Mana Solo. Oh, Kujin Savala. Kalimia Yado, Kalimia Popular, Yinji on Somara Mudeno. Nara Dama, Darate, Somaya, Jomia Bongo. Sonlins of them baby, Yinji on Somara Munay Betado. Padabunya, Lekana, Yavomia, Zwabon the Bajam. Consami Joe didn't the Lecanado di Chivitado. Tambo dan to ye Manai Jay Maya Gavate, Gonto no Novia Payago. Imehi Adi Adarwe Biao, a chow the beam Yamautin Zoa, Eton Yado, a European Lagal, a bit abido di Mapayago with what no? Imehi Pane, Many low let, Chopia Canipio, Iatedo in Lagal. Sarana Udin Jana Pujin Lali Mayarova Guya Huye Dali Lupuniali Ashende Wada the Kare Payana Yosi Geneta or Shende Wadaga Payana Yaudo Dunoli Aya Baya Tegere Abide Ucha Bido Dama Bido Godola Pitchin the Puni Temali Dwe Yosi Geneta Puni Galele Shende Wadamia Alona attend David Devadaji ne Jobime, Ponia attend the Yabuno. Shende Wadale, the Logado, Vido Mimio, Bidwabi Melo. O we dig at that Lalo, Pisiga would have Melo, Piachin Goromia, Yari Bede, no? Papilo Lelo, Soro. Yasoviago, taking you Dware. Say a bit they go to Wuncha Bido Dware. Taja, a bit they loan dollar, O we dig Melo, O we dig at that Lalo. Eddie Guduriga can be the Gala Barmi de Tabilo, Pisiga Buddha Pile Melo. Piajan Goromia, Yari Bido Mubida Pite. Honiro Yaku Yala de Preta Dega, Yari Yajim, Mayame, Yabida, the Chola Pitchin, Pime Poli. Tro, a Shende Wadago Punia, Timoteva, no? Imehi Adi, Damega, Bugalam, Devadi, Devanara, Dama, Darate. Samanda Sekong, the Dabunya, Lekanam, Panehi, Bodan, the Nangado, the Milo. Elo Ucha, Vido Mimu Dware, Vido Poniga, Sende Wadadu, She on Nombi, Pia Vido Sinzaro, Shuka Bawa Dunga. Yagoni Bawa Dunga, Shuka Kale Kaisane, Yibu Yare a tea.
ဘဝပေါင်းများစွာရံပက်တဲ့ပြုပြီးတကလားမြင်မြူရတဲ့အထိဖြစ်ရတယ်နော်လို့ဒါကြောင့်အလုံးသောယခုတရားနာလာတဲ့ပုဂ္ဂိုလ်တွေဟာလေမတရားတော့ဘယ်တော့မှမလုပ်ကြပါနဲ့နဲ့ကလေးမတရားလုပ်လို့ကိုယ်နဲ့ရှင်ဘက်သူကတကယ်သူတော်ကောင်းတွေများသွားပြီးတကလားရှင်ပြီးလို့ရှိရင်မိမိမှာဘဝဆက်တိုင်အများကြီးနစ်နာပါလိမ့်မယ်ဒါကြောင့်ယခုဘဝဟာအင်မတန်ကောင်းတဲ့ဘဝအင်မတန်ကောင်းတဲ့ဘဝရလို့ရှိရင်အင်မတန်ကောင်းတဲ့နည်းနဲ့သူတော်ကောင်းလုပ်ကြမှာသင်လျော်တော့မယ်သူတော်ကောင်းမလုပ်ဘဲနဲ့အမှတ်တမဲ့သာဆိုလို့ရှိရင်ဒီဘဝရကျိုးမနာပဲ့နဲ့သံဃာမှာသူများလို့တလဲတဲ့လေပြီးတကလားနေတဲ့အစားထဲမှာရောက်သွားပါလိမ့်မယ်ဒါကြောင့်ငါဟာလေပြားတဲ့ရသည်ဖြစ်စေမရသည်ဖြစ်စေကျွတ်တန်းဝင်တဲ့သူတော်ကောင်းတစ်ယောက်ဖြစ်စေရမယ်လို့အဲ့လိုနှလုံးထားပြီးတကလားငါးပါးသီလကိုနှစ်ကားဆောက်တည်လို့ဘုရားတရားသံဃာကိစ္စတွေကိုတရားသဖြင့်ဖြစ်အောင်ကြိုးစားလို့ယခုလိုအမောအကြွားပကာသနာဂုံပကာသနာဒါနတွေဘုရားပွဲကြောင်းပွဲအပြောပါတယ်အဲ့ဒါတွေရှောင်ရှားပြီးတကလားဘုရားစစ်ဘုရားမှန်တရားစစ်တရားမှန်သံဃာစစ်သံဃာမှန်ကိုကိုးကွယ်ပြီးတကလားမိမိတို့ကိုယ်တိုင်ဥပဒကဥပါတိကမှာသူတော်ကောင်းစစ်ဖြစ်ပြီးတော့ပါရမီရင်ကြောင့်ကုသိုလ်ကောင်းမှုကိုကြိုးစားနေတဲ့သူပဲလို့အဲ့ဒါလိုဖြစ်အောင်ဒိဋ္ဌံပြီးတကလားကိုစီကုံကသူတော်ကောင်းစစ်ဖြစ်အောင်ကြိုးစားနိုင်ကြစေကုန်သတည်းဆိုတော့ဘုန်းကြီးတို့ဘိုးဘွားတွေဆရာသမားတွေလူကောင်းတွေလို့ဆိုပြီးတော့တဘဝပြောင်းသွားကြတယ်ဆရာကောင်းသမားကောင်းတွေဆိုပြီးတော့တဘဝပြောင်းသွားကြတယ်သူတို့ဘယ်လောက်အကျိုးရသွားမလဲဆိုတော့နောက်လာမယ့်ဘဝမှာဂတိထိုက်တန်တဲ့ဘဝလေးပါလေးကောင်းတာလောက်ဒီလောက်ကလေးဆိုရင်တော့ဒီအင်မတန်ရခဲ့တယ်ဆိုတော့လူဘဝနဲ့တန်ဖိုးမညီမျှသေးဘူးလူဘဝကအင်မတန်ရခဲ့တယ်လူဘဝမှာလည်းဘုရားသာသနာကအင်မတန်ရခဲ့တယ်ကျုံခဲ့တယ်ဘာဖြစ်လို့တော့ဘုန်းကြီးတို့မြတ်စွာဘုရားဒီပွင့်တဲ့အခါနဲ့ဒီပင်္ဂရာမြတ်စွာဘုရားပွင့်တဲ့အခါဟာလေးသိချင်းနဲ့ကဘာတသိန်းကြာလေးသိချင်းနဲ့ကဘာတသိန်းကပြောဆိုခြင်းမို့လို့သိကြမှမသိရဘူးတကဘာဆိုရင်ပဲယူဇနာအလျာအနန္တတရားလောက်ရှိတဲ့ယူဇနာထဲမှာမုံရင်းစေလေးတွေထည့်အနှစ်တရားလောက်ကြာမှတစ်စိလောက်ယူပြစ်တယ်အဲ့ဒါလောက်ယူပြစ်တဲ့ဥစ္စာမုံရင်းစေလေးကုန်ရင်သာကုန်သွားမယ်တကဘာဆိုတဲ့ကဘာကမကုန်သေးပါဘူးဒါတော့ပြောတော့ကိုလေးအတင်ချေတို့ကဘာပေါင်းလေးအတင်ချေတို့ကဘာတသိန်းတို့ပြောနေကြတာအမှတ်တမကလေးနဲ့တကဘာဆိုရင်သိကြတာအဲ့ဒါလောက်ကြာတဲ့လေးသိချင်းနဲ့ကဘာတသိန်းအတွင်းမှာနှစ်ကျိတ်လေးစုတာဒီမင်္ဂလာမြတ်စွာဘုရားနဲ့ကောရမမြတ်စွာဘုရားရဲ့အကြာမှာနှစ်ကျိတ်လေးစုတာဖွင့်တော်မူတယ်ဒီတော့ဒီသာသနာမျိုးဟာ24ချိန်သာကျုံခဲ့ရတယ်24ချိန်သာကျုံခဲ့ရတဲ့သာသနာကိုတစ်ချိန်ဘုန်းကြီးတို့လာကျုံတာဟာနဲသလားနဲတဲ့တန်ဖိုးလားဘယ်လောက်ရခဲ့တော့ခုကလာမှာအဖို့တန်ယရနာစိန်ယရနာတို့ဆိုတော့ပေါ့ယတိကောင်းယတိပေါင်းဘယ်လောက်ရှိတဲ့အဖို့တန်စိန်ယရနာဟာဆိုတော့မန္တလေးတစ်မြို့လုံးဟိုအိမ်ဒီအိမ်မှာအိမ်နဲ့ရတာမဟုတ်ရှိတာမဟုတ်တချို့အိမ်မှာသာအမတအဖို့တန်ကြီးပါလို့ဆိုတာရှိနိုင်တာအဲ့ဒီယရနာများရခဲ့တာတဲ့ပို့ပြီးတော့ဒီဖရာယရနာပေါ်ထုံးဖို့ရခက်တယ်သိခက်တာပဲဒါကိုနှစ်ကမစဉ်းစားလို့ရှိရင်တော့တန်ဖိုးရှိမှမသိဘူးပေါ့ဒါတော့ခုတော့အင်မတန်တန်ဖိုးရှိမှသိတဲ့သူအတွက်ကတော့ဘောဘောဆဆဒီသာသနာတွင်မှာနေသွားလို့လုံးမတော်ဘာဖြစ်လို့မတော်တော့လို့ဆိုတော့ကိုပြောင်းပြန်ကြည့်သာသနာတော်အတွင်းမှာသာသနာနဲ့တန်တဲ့အလုပ်ကိုလုပ်ပြီးတော့ယဟန်တန်ဃာအဖြစ်နဲ့နေတယ်တဲ့ကောင်း
သာသနာပြုတဲ့ဥပါဒကဒကာဒကမအဖြစ်နဲ့နေတယ်တဲကောင်းတယ်ဘယ်လိုမျိုးပဲနဲ့ပြောင်းပြန်ပြန်နေရင်ဒါဘယ်ဘဝမျိုးမဆိုဘယ်ဘဝမျိုးမဆိုနေနိုင်တာပဲဒါကမဆန်းဘူးကျော်ကျော်ပါပါစီးပွားရှာလို့ကျော်ကျော်ပါပါအာယုံခံစားလို့ဒီလိုနေတာကတော့ဘယ်ကဘာဆိုဘယ်ဘဝမျိုးဆိုနောက်ဆုံးမလေဟိုတိရစ္ဆာန်တွေဘဝတောင်မှသူတို့စားဖို့ဝတ်ဖို့နေဖို့ဒါရှားနိုင်ကြတာပဲကြားကြတာပဲဒီတော့ဘယ်လူဘဝမျိုးမဆိုဘယ်ဘဝမျိုးမဆိုနေဦးနေစဉ်နေသွားမယ်ဆိုရင်ဘုန်းကြီးတို့ရောခုအလှတကအလှမများရောဆွေမျိုးသားချင်းတွေရောတွက်ပုံတော်တော်ရှုံးတာတွက်လို့မရဘူးတွက်လို့မရလို့ဘာဖြစ်သွားလဲသံဃာတဲ့ကျင်လီသွားမှာပေါ့ကြာကြီးကျင်လီမှာပေါ့ဘယ်လောက်ကြာမလဲဘယ်လောက်ကြာမလဲလို့ကိုမပြောနိုင်ဘူးကျင်လီသွားတော့ကိုထင်တာကဒီလူလိုပဲကျင်လီရလိမ့်မယ်လို့ထင်တယ်ခုပဲပေါ့လေလူစည်းရဲတွေကိုလှမ်းကြည့်စမ်းပါမလေးဒီလိုမျိုးဖြစ်ရမှာရပြင်ကြောက်လိုက်ပါပြီးတော့တခါမကြမ်းမမာတဲ့လူတယောက်လှမ်းကြည့်စမ်းပါမလေးဒီလိုမမာရမှာပြင်ကြောက်လိုက်ပါပြီးတော့သမတန်လည်းဒီဒုက္ခရောက်တဲ့သူတွေကြည့်စမ်းပါဒီလိုဒုက္ခရောက်တဲ့သူများဖြစ်ရမှာကြောက်လိုက်ပါပြီးတော့ပြောကြတယ်ဟိုအပယ်လေးပါးကတရက်သားတယ်ငရဲဆိုတာတရက်သားတယ်ဘုန်းကြီးတို့တိရစ္ဆာန်ဆိုတဲ့ဥစ္စာတတ်ဖြတ်စားတော့နေကြတဲ့အကောင်လောင်လေးတွေဒီလိုတိုးတင်ပေါင်းမလေးတွေလည်းပဲတော်တော်လေးကြီးတဲ့အကောင်လေးကစားတော့နောက်ဆုံးစားကလေးကစပြီးတော့ချင်းကလေးတွေလိုက်စားနေသူတို့တိရစ္ဆာန်ဖြစ်ရတဲ့ဘဝမျိုးဟာဘယ်လိုဘဝမျိုးလဲခုပဲဒုက္ခတစ်ခုခုရောက်နေတယ်သူတစ်ပါးကအရှုပ်ကျဲခံနေရတယ်ဆိုရင်ပဲစိတ်ဟာသိပင်မန်းစရာကြီးပဲသိကြောက်စရာကြီးပဲလို့ဆိုတယ်ခုတိရစ္ဆာန်ဘဝတွေမှာပိဋကဘဝတွေမှာဒါရက်ဆိုတယ်ပိဋကဘဝတွေမှာဆိုတာနောက်ကလိုက်ပြီးတော့ရိုက်လို့နှက်လို့ငရဲကြတဲ့သူတွေမှာမိတွေတထိန်ထိန်တလျံရမ်းနဲ့ဒီလိုနေကြတယ်ဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်တော်တုန်းကအရှင်မောဂလန်နဲ့အရှင်လက္ခဏမတိကိစ္စကုတ်ကျောင်းပေါ်မှာကိစ္စကုတ်တောင်ပေါ်မှာရှိတဲ့ကျောင်းကမြို့ရဲကိုဆွမ်းခံဆင်းပြီးတော့လာကြတော့လမ်းမှာပိတ်တာတွေတွေ့အားလုံးလူရိုးရိုးပိတ်တာတွေယောက်ျားရိုးရိုးပိတ်တာတွေမိန်းမရိုးရိုးပိတ်တာတွေပြီးတော့ဒီတဲ့ဘုန်းကြီးပိတ်တာတွေဘိက္ခုနီမပိတ်တာတွေတွေ့ဆိုတော့အမှတ်တမဲ့တော့သိမကြောက်ကြဘူးပေါ့ဟုတ်တယ်မလို့တကယ်တွေ့တယ်ဆိုတော့လက်တွေကြတော့သူ့ကြောက်ကြကောင်းတာပဲဆိုတော့တခါတရံမှာမိမိတို့မကြမ်းမမာဖြစ်တဲ့ဒုက္ခလေးတစ်ခုပဲလေဒီလိုသာဆိုရင်သိလိုက်ချင်ပါပြီးတော့ဒီလိုသာမမားနေရမယ်ဆိုသိလိုက်ချင်ပါပြီးတော့ပြောလိုက်ကြတာဒါဘယ်လောက်ဒုက္ခဖြစ်တယ်လဲလို့ဆိုတာပြီးတော့ဒီဘဝလေးဟာတန်ဖိုးရှိတဲ့ဘဝလေးပဲသူ့အထက်ကလူကြီးတွေဟာဒါနမှုဆိုတော့ပြုသွားကြဥပုသ်တရင်ဆောက်တည်သွားကြဟုတ်ပါရဲ့ထိုက်တန်တဲ့ဘဝကလေးကောင်းကောင်းတော့လည်းရခြင်းရကြပါပဲလေဒါပေမဲ့ရတဲ့ဘဝကြီးရဲ့သာသနာတော်နဲ့တုံတဲ့ဘဝနဲ့တော့တန်ဖိုးပြည့်စုံရမသွားရှာကြဘူးဆိုတော့ဒီလိုဘဝဟာအကယ်၍လူပေါင်းလူအိမ်နဲ့ရာနဲ့နေကြပြန်လို့ရှိရင်လေတကယ်ကိုတရားသဖြင့်စီးပွားရှာရတဲ့စီးပွားကိုမြတ်တာချွေတာသုံးလို့ဒီထဲကဥပုသ်တရင်ရက်ရှည်ဆောက်တည်တန်းဆောက်တည်လို့ဥပုသ်မဆောက်တဲ့အခါမလဲပဲဘုရားမှန်အာယုံပြုလို့လူကောင်းကြီးလို့အဲ့ဒါလိုအာယုံပြုုံနဲ့တောင်းမပြီးသေးဘူးဘာဝနာပွားလို့လူပေါင်းရလာလူအာယုံလေးနဲ့လူကာမဂုဏ်လေးနဲ့အချိန်ကုန်နေလို့မဖြစ်ဘူးတရားနှလုံးသွင်းပြီးတော့အနိစ္စတရားတွေအလုံးငါတဲ့ကြီးတဲ့သူတွေငါရဲ့ဆွေမျိုးညာတိတွေသိကုန်ကြပြီအနိစ္စနိုင်ငံတို့လိုက်သွားကြရပြီယခုပဲငါနဲ့တန်းတူအရွယ်တူတွေတည်းပဲတချို့သိကြတယ်အနိစ္စနိုင်ငံလိုက်ကြရတယ်ငါလည်းပဲဘယ်လိုဖြစ်မယ်ဆိုတာမပြောနိုင်ဘူးမသေးခင်ကအချိန်ရသလောက်ကလေးနာရီဝက်လောက်ဖြစ်15မိနစ်လောက်ဖြစ်ဒါတရားအထုဥမှာပဲအနိစ္စမမြဲတဲ့ဒီခန္ဓာကိုယ်ကြီးမမြဲတဲ့ဒီခန္ဓာကိုယ်ကြီးမမြဲတာမှဘယ်လောက်မမြဲတော့လက်ဖြောက်တစ်ချက်ပြီးတဲ့အချိန်မှာကလေးသိမ့်ပေါင်းများစွာစိတ်တွေဖြစ်ပြပြီးတော့နေတယ်စိတ်တွေကလေးသိမ့်ပေါင်းများစွာဖြစ်ပြနေတယ်လို့ရုပ်တွေကလည်းပဲကလေးများစွာပဲ
လက်ပြောက်တစ်ချက်ဒီအချိန်မှာဖြစ်ပြနေတာပဲတို့ကကံအချိန်မကုန်သေးလို့ဒီရုပ်ကြီးတရုပ်သေးထင်နေတာကံအချိန်ကုန်တဲ့ဒီနေ့ကျတော့ဒီရုပ်ကြီးဟာကံကလည်းအချိန်ကုန်သွားရောဒီထဲမှာရှိတဲ့ကံကြောင့်ဖြစ်တဲ့ဝိညာဉ်ကလည်းချုပ်သွားရောကံကြောင့်ဖြစ်တဲ့ကိုယ်ငွေတွေကလည်းချုပ်သွားရောဒီခန္ဓာကိုယ်ကြီးကြည်စမ်းတခါတည်းဟိုထင်းထုံးလောက်မှအသုံးမကျတဲ့ရုပ်အလောင်းကြီးကြံရစ်တာပဲတရတွေးလို့တရားယူလို့တော်တော်လေးအသက်ပဲ40 50 60လောက်ဆိုတော့တရားတွေကတော်တော်ကောင်းလို့အိမ်မှာနေပေမဲ့လို့သူတော်ကောင်းကြီးဖြစ်လို့စီဝါတရားသဖြင့်ကြားလို့တော်တော်တထေးဖြစ်မှမဟုတ်ပါဘူးဒီလိုစားသားတောက်တန်းဒီသားထိုင်သားကလေးတွေပညာသိသိညသူတို့လိမ္မာလဲလိမ္မာလို့နေနိုင်ကြမှာပေါ့မလိမ္မာလဲသံဃာဆိုတာဒီလိုသွားကြတာပဲနဲ့ကိုယ်စကားနားထောင်တဲ့သူတွေသူတော်ကောင်းတွေဖြစ်ကြပါစီကိုယ်စကားနားမထောင်တဲ့သူတွေသူတို့သံဃာတွေသွားကြမှာပေါ့ဘုန်းကြီးကတွေးနေတဲ့ဒီကြောင်းတိုင်းမှာတာဝန်ရှိတဲ့လောက်တော့ပြောနေမှာပေါ့တာဝန်ရှိတဲ့လောက်တော့ဆုံးမနေမှာပေါ့ဆုံးမလို့မရတော့ဘာဖြစ်မှလဲဘာမှမဖြစ်ဘူးဆုံးမလို့မရတော့သူကံနဲ့သူနဲ့သွားကြမှာပေါ့သူကံနဲ့သူနဲ့သံဃာမှာအပယ်လေးပါးတို့ဘာတို့ကသူတို့ဆုံးမမှာပေါ့ဒီလိုပဲအေးပဲဟိုကျောင်းကြပြပါတာများများကြီးဒီလိုမျိုးဝတရားတိုင်းဆုံးမခုတရားဓမ္မတွေလည်းပဲဝတရားတိုင်းကြည့်အောင်ဆုံးမခုဒီအလှတရားအလှမတွေလာပြီးတော့ဒီကျောင်းကိုလာပြီးတော့အလှလုပ်တယ်ဆိုတဲ့ဥစ္စာဟာအာကုမှုတစ်ခုရှိတယ်ဒီတော့တဲ့မှာသူတို့စိတ်ချမ်းသာသာနဲ့ဖြစ်ပါစီတော့ဒီအလှလုံမဲလို့လုပ်ကြတဲ့ကစိတ်သက်သာတဲ့စကားတွေကိုပြောလို့တာဝန်မကြီးတဲ့စကားတွေကိုပြောလို့စီမံလို့အဲ့ဒါလို့လုပ်ပေးနေတဲ့ဥစ္စာဒါဝတ္တရားကြည်အောင်လုပ်ပေးတာဝတ္တရားကြည်တာကဟိုဘက်ကြတော့ဘုန်းကြီးဘာမှလည်းတတ်နိုင်တာမဟုတ်ဘူးခုလိုပြောပေးနေတဲ့ဥစ္စာဟာတကယ်သူတို့လေအာဟုဆိုတဲ့ဥစ္စာတက်လောက်ကလေးအလှအထမြောက်ယုံအာမကုပါစီနဲ့တော့အလှအထမြောက်ပြီးတဲ့နောက်တော့မှသူတော်ကောင်းစိတ်တွေခေါင်းကပထမပြောတဲ့ဘိုးဘွားတွေဟာဒီလိုပဲသွားကြတယ်တက်လောက်ကလေးရလို့တော့စိတ်အားမရလိုက်သေးပါဘူးအားမရလိုက်သေးပါဘူးဆရာသမားကြီးတွေဒီလိုပဲကောင်းကောင်းနေသွားကြတယ်ဆိုပါတော့ပေါ့ကောင်းကောင်းနေသွားရုံနဲ့လည်းပဲပါရမီတွေကတကယ်အင်မတန်အတင်းအကျပ်ပြည့်သွားတာကမဟုတ်တော့အားမရတော့သေးပါဘူးမင်းတို့လည်းပဲအကယ်၍နေတတ်လို့ရှိရင်ဖြင့်စီဝါရှားလို့တရားသဖြင့်တရားသဖြင့်အသက်မွေးလို့စိတ်အေးချမ်းချမ်းနေတတ်ထိုင်တတ်လို့လောကကြီးကိုကြည့်လို့ဒီတော်ကအလေးတွေမဟုတ်ဘူးတို့သန္တရာတိအောင်သွားကြရမှာအရှိသွားကြရမှာအရှိသွားရမယ်သန္တရာကြီးဟာဒီဘဝကအပြည့်အစုံတို့ယူပြီးတော့သွားနိုင်မှာကောင်းမယ်လို့အဲ့လိုစိတ်ထက်ကတွေးပြီးတော့သူတော်ကောင်းစစ်စစ်ကြီးတွေပေါ့လေဖြစ်သွားစေခြင်းလို့ဒီတရားကိုပြောတာဒီလောကထုံးစံအတိုင်းကတော့မင်းတို့ဒီနေ့သူကြတန်းကြဒါနပြုကြဝမ်းမြောက်เสียရတယ်အများလည်းဒီလိုပြုနေကြတယ်သူတို့ဘယ်လောက်ဝမ်းမြောက်တယ်ဘယ်လောက်ကုသိုလ်ရတယ်လို့ဒီလိုသာကြွားခြင်းကြွားမယ်ပေါ့လေဒီလိုပဲဝမ်းမြောက်ဝမ်းသာကုသိုလ်ပြုကြတယ်အဲ့ဒါလောက်ကလေးနဲ့ဘုန်းကြီးကအားမရဘူးကိုရင်ကလေးပဲခုသမီးတွေတချို့ကသီလရင်ဝတ်ကြတယ်ဒီလိုသီလရင်ဝတ်လို့ရှိရင်ဘုရားအာယုံပြုပြီးတော့နေအရဟံဂုဏ်တော်ကိုပွားပြီးတော့နေဟိုနာဒီနာမရောက်ကြနဲ့ဟိုနာဒီနာမသွားခြင်းကြနဲ့ကိုရင်ကြီးကဟိုနာဒီနာမဝင်ခြင်းကြနဲ့အေးအေးဆေးဆေးသူတော်ကောင်းတွေဖြစ်ကြဆိုတဲ့ဥစ္စာဘုန်းကြီးကဒီခဏလေးကြည့်ပြောနေတာမဟုတ်ဘူးကိုဘဝတန္တရာမှာဘယ်တော့သွားရလေဦးမယ်ဘုန်းကြီးဘယ်လိုသွားရလေဦးမယ်မင်းတို့ဘယ်လိုသွားရလေဦးမယ်ခုကလေးတွေဘယ်လိုသွားရလေဦးမယ်ဒါတွေမြင်လို့အဲ့လိုပြောနေတာဣဒခဏံဝိရာတေတိတတ္တမတ္တနိယာမကံပြုရန်တောအနုတ္တပေတိသေရိဝယံဝဝါနိဇောဣဒဘဝေယခုဖြစ်ရပစ္စေခဂျုံဤလူဘုံ၌တတ္တမတ္တသူတော်ကောင်းတရားဤနိယာမကံပဲ့ကံကြီးနှင့်တူလစွာသောခဏံဘုဒ္ဓဘာဒဒုံနဘဟုကျုံရလင်တောင်းအခွင့်ကောင်းကြီးကိုယတိဝိရာတေတိအကယ်၍မြချုပ်ရင်းစေခဲ့ညံဧဝံတတိဤသို့ဘဝကောင်းကြီးကိုချုပ်ရင်းစေသည်ရှိသောအယံသေရိဝဝါရိဇောဝသေရိဝမိရွယ်ကုန်ဒီရောင်းဒေဝဒအလောင်းကဲ့သို့စီရန်ယခုတဘဝချွတ်ချော်ကမူဘဝတာချေမရေမတွက်နိုင်လေအောင်အနုတပေတိပဲကိုင်းပြည့်ပြီးလေရင်ကြီးသို့ခရီးတာရှေပူပန်း၍နေရပေလိမ့်သည်သွားရမှာသံဃာတွေကကြားလာပြီအမှတ်တမဲ့နဲ့ဘောဘောဆဆနေလို့ရှိရင်တော့သွားရမှာလူကောင်းဆိုတဲ့ဥစ္စာဟာအတော့ကိုကောင်းမှကောင်းတာရှင်ဒေဝဒဆိုတာလူညံ့မဟုတ်ဘူးဒီယခုအဝိဇ္ဇိမှာရှိရောက်နေတယ်အဝိဇ္ဇိကတက်လာပြီးတော့ပါရမီဖြည့်ပြီးပိစိကဗုဒ္ဓဖြစ်မဲ့ပုဂ္ဂိုလ်
အဲ့ဒါလို့ဗျာဒိတ်ရပြီးသားအဝိဇ္ဇိကတက်လာတယ်ပိစိကဗုဒ္ဓပါရမီထပ်ဖြည့်မယ်ပါရမီထပ်ပြပြီးတော့ဗျာပိစိကဗုဒ္ဓဖြစ်လိမ့်မယ်လို့ကျွတ်တောင်းဝင်ဖို့ရန်ခံမှန်းချက်ရပြီးသားပုဂ္ဂိုလ်အဲ့ဒါလောက်ပုဂ္ဂိုလ်ဟာတစ်ချက်တည်းစိတ်အနေအထားမှားလိုက်တာလေဒီမကြာခဏအဝိဇ္ဇိကြပြီးတော့ဘုရားအလောင်းနဲ့ရံပက်လုပ်ခဲ့ရတယ်ဘုရားဖြစ်တဲ့ဘဝကြတော့မြတ်စွာဘုရားနဲ့ရံပက်လုပ်ရပြန်တယ်အဲ့ဒါဘာဖြစ်တော့ခဏကလေးတဘဝတုန်းကစိတ်နေစိတ်သားလေးမှားလိုက်လို့ဘာတွေမှားလိုက်တုန်းလို့ဆိုတော့တခါတုန်းကရှင်ဒေဝဒအလောင်းနဲ့ဘုရားအလောင်းကရွယ်ကုန်ပြီလို့ဆိုတယ်အဲ့ဒီရွယ်ကုန်ပြီဖြစ်ကြတော့နှစ်ယောက်အတူတူသွားကြတရားရောက်တယ်ဆိုအတူတူသူကဒီလမ်းဝင်တယ်ဆိုငါကဟိုလမ်းဝင်ဘယ်လိုကိုယ်ဂတိနဲ့ကိုယ်နဲ့သွားကြအဲ့ဒါရွာတရားရောက်တော့တယောက်ကဆိုတော့တောင်လမ်းဝင်တယ်တယောက်ကမြောက်လမ်းဝင်တယ်အဲ့လိုဝင်ရကရှင်ဒေဝဒအလောင်းဝင်တဲ့လမ်းမှာသူကရွယ်တယ်ဆိုတော့ပလဲတယ်နဲ့ဘယ်လိုអော်ပြီးတော့ရောက်နေတော့ကျွေးတော့ကတော့တထေးနောက်တော့ဆိုမျိုးတွေကပြည့်စည်လို့စီဝါဥစ္စာတွေကပြည့်စည်လို့ဒီအဖွားတစ်ယောက်နဲ့မိတစ်ယောက်မိဖွားနှစ်ယောက်ပဲကျန်တယ်ကျန်တော့မိကလေးကဖွားရဲ့ကစားဖို့ရန်ပလဲတို့ဘာတို့ပေါ့လေအဲ့ဒါလေးလူချင်းတို့ပါခေါ်စမ်းပါလို့ဆိုတော့ငါမိရဲ့ဘာမှလည်းဝယ်စရာပိုက်ဆံလည်းမရှိပဲနဲ့မဖြစ်ပါဘူးဖွားရဲ့ရှိတာနဲ့လဲပေးစမ်းမှာဘာပူဇာတာနဲ့ခေါ်တော့ဖွားကြီးကသူဟိုရှာဒီရှာဟိုနှိုက်ဒီနှိုက်တော့သူတို့ရေခတ်နေတဲ့ဖလားကြီးတစ်လုံးရှိအဲ့ဒီဖလားကြီးယူလာပြီးတော့ပလဲတယ်လာပါအောင်ရွယ်တယ်လာပါအောင်လို့ခေါ်သူကဝင်လာပိုက်ဆံတော့ဝယ်စရာမရှိဘူးကွယ်ဟောဒီဖလားနဲ့ပဲရှိသွေးနိုင်တဲ့၍ဟောဒီမင်းသူမကလေးကစားရအောင်ဝက်ရစားရအောင်ပြေးရပါတော့လို့ပြောတော့သူကဖလားကြီးကြည့်လိုက်ရင်ပဲဖလားကကြီးရတဲ့လို့ကြီးပလားအညံ့စားကြီးလို့ထင်ရတယ်သူကလက်ထက်ရောက်ရင်ပဲအမှန်တန်ကောင်းတဲ့ဖလားကြီးပါလားရွှေကြီးပဲဒီမေကြီးဘာမှမသိတော့ငါတန်းနဲ့လဲတာပဲဆိုပြီးတော့စိတ်ရဒီနားမှာလေဘလောက်ဒီဆိုးသွားတယ်လို့ဆိုတော့ဒီဖလားကြီးကိုသူဘာမှအသုံးမကျတဲ့ဖလားအနေမျိုးနဲ့ဆွန့်ပြလိုက်ပြီးတော့ခမည်းဖလားနဲ့ဘာလဲကြာရှိမလဲလို့ဆိုပြီးသူကတော့တော်ရောင်ပေးပြီးတော့လဲယူရအောင်လို့ဆိုပြီးတော့ဟန်လုပ်ပြီးတော့လွှင့်ပြလိုက်တာအဲ့နဲ့မေကြီးကလည်းဝမ်းနဲ့ပန်းနဲ့ကွယ်တို့နဲ့ဘာမှမရှိဘူးဒါဟာရှိလို့မလဲနိုင်လဲနေရဖို့ကွယ်လို့ဆိုပြီးတော့ကိုလူကလည်းထွက်သွားတယ်တရားလည်းဒီလိုဖလားကြီးကောက်ပြီးတော့ဒီလိုပဲယူထားရတယ်နောက်ဒီလူကဒီလမ်းကထွက်သွားတော့ပထမဖះအလောင်းကတစ်တင်လမ်းသွားတယ်ဖះအလောင်းကဒီလမ်းရောက်လာတယောက်ဆက်တော့တယောက်ကဝင်နိုင်တယ်ခုနကလိုပဲအော်ပြန်တော့ခုနကလိုပဲအခေါ်ခိုင်းမြန်တယ်အခေါ်ခိုင်းတော့ဒီအမေကြီးကမခေါ်ခြင်းခုနကလည်းကွယ်တို့ပြောသွားလိုက်တာဘာမှအသုံးမကျဘူးဘာဘူးဒီဖွဲ့ကြီးကလည်းပြောတယ်ဖွားရဲ့ဒီလူကတော့သဘောကောင်းမှုရတယ်သူကအတန်ကြည့်မယ်ပေါ့လေအမူအရာကြည့်မယ်ပေါ့လေသဘောကောင်းမှုရတယ်ခေါ်အောင်ဖွားရဲ့လို့ဆိုတော့ခေါ်ရပြန်ရောခေါ်လို့အနာရအောင်တော့ဒီလိုပဲဟောတယ်မှာဒါနဲ့ပဲလက်ပြပါတော့လို့ပြောတော့ဖလားကင်ကြီးမလီဒါကအတော်ရဲ့ဒါရွှေပလားဒီတော့ဒီအမေကြီးကဘာပြောလဲဆိုတော့ခုနကလူကတော့ကွယ်ဘာမှမတန်ဘူးဆိုပြီးတော့ဖွင့်ပြသွားတယ်မုံရဲ့ကံကြောင့်ရွှေဖြစ်သွားတယ်တူပါရဲ့သိချင်တော့တာပြီးရဲ့တော့ဒီစိတ်ထားချင်းကွာပုံလေးနည်းနည်းလေးကွာသွားတာဟိုလူကလည်းဒီသနာတဲ့ကရုဏာစိတ်ကလေးနဲ့များပြောလိုက်လို့ရှိရင်ရှင်ဒေဝဒအလောင်းနဲ့အမှန်ကောင်းတာမဟုတ်ဘူးစိတ်ယုံမှလေးဝင်သွားတယ်ခဏလေးဒီကဘုရားအလောင်းကတော့ငါကဓာတ်ခံကကောင်းနေတာဖြစ်တော့သူ့မှာဒီဖလားနဲ့တန်တဲ့ပစ္စည်းအကုန်လုံးပြေးတောင်မတမ်းပါဘူးဒါသိကျင်တော့ပြေးရဲ့ဒါပြင်းများကျုပ်ရောင်းရတာငွေ900ပါတယ်ပြီးတော့ဒီကျုပ်ဒီမှာရှိတဲ့ပစ္စည်းတွေ900လောက်ဆိုတော့တန်ပါမယ်အဲ့ဒါဒီအကုန်လုံးယူပါဗျာပြီးတော့ကျုပ်ကိုပြန်ဖို့ရန်လေဟိုလှေကတယောက်တည်းငှားမယ်ဆိုရင်ရှစ်ကြပေးရပါတယ်အဲ့ဒီငွေရှစ်ကြတော့ပြန်ပေးလိုက်ပါဗျာပြီးတော့ဒီချိန်ဝင်လေးလည်းပေးလိုက်ပါဗျာဆိုပြီးတော့ချိန်ဝင်လေးနဲ့ငွေရှစ်ကြတောင်းပြီးတော့ဖလားကြီးယူသွားဘုရားဖလားကြီးမှာတော့သူတို့ခေအားလျော်စွာပေါ့လေစားတော့တော့ငွေ900ရော
တင်ပစ္စည်းတွေရောဗာတွေရောဆိုတော့သူတို့နေရာနဲ့သူတို့နေနဲ့စားတော့ဖြစ်သွားတယ်ဒါနဲ့ခုနကဒေဝတာအလောင်းကဟန်လို့ပြီးတော့ခုနကတွန့်ပြသွားတာကိုပြန်ပြီးတော့လှည့်လာပြန်ရောတော့ရာတော်ကြီးခုနကဖလာကလေးသနာတာနဲ့ကျွန်တော်လဲပြပါဦးမယ်ဘာညာနဲ့သူကလာပြောတော့ဟိုကတော်ကြီးကပစ္စည်းရှင်ဖြစ်သွားပြီလေဟိုတန်မှန်ဟိုအညံစားမဟုတ်ဘူးစားနိုင်တော့နိုင်ဒီလိုဖြစ်လာပြီအောက်မဲ့ငုံငါတော့ပဲနှစ်ပြားမှမတန်ဘူးလို့ဆိုပြီးတော့ပြစ်သွားတယ်ဟိုခုနကကုန်းတဲ့တယောက်ကတော့လေဒါကြီးအမတာဖွတ်တာနဲ့ရွှေဗလာကြီးပဲလို့ဆိုပြီးတော့ဟောသူ့ပစ္စည်းတွေအကုန်လုံးပေးပြီးတော့ရာပြီးသားရောင်းပြီးသားငွေတွေပါပေးပြီးတော့ယူသွားလေရဲ့လို့ဆိုတော့ဟိုက်ဆိုပြီးတော့တခါတည်းစိတ်ပြက်ပြီးတော့ဒီကောင်တော့လိုက်တတ်မှာပဲဆိုပြီးအတင်းလိုက်တာဟိုကလည်းဖះလောင်းကလည်းသိတယ်ဒီကောင်တော့လိုက်လာတော့မှာပဲလိုက်လာလို့ရှိရင်ငါနဲ့တွေ့လို့မဖြစ်ဘူးဆိုပြီးတော့စောစီစီကန်းနာမှာဆင်းပြီးတော့လှေငှားပြီးလှေသမားကရှစ်ကြပေးရမယ်ဆိုရှစ်ကြပေးမယ်ဆိုပြီးတော့တခါတည်းအပိုင်ငှားပြီးတော့သွားတာပဲပြီးတော့ကန်းနာရောက်လာတော့လှေသမားကဟိုဆက်သွားပြီဆက်သွားတော့လှေသမားကြီးလာခဲ့ဦးငါလိုက်ဦးမလိုက်ဦးမဆိုတော့ဖះလောင်းကပဲငါတစင်းလုံးခါတာဒါမပြန်ရဘူးပါဘူးအဲ့လိုပြောတော့ကျုပ်တစင်းလုံးခါတာရောမပြန်နိုင်ဘူးလို့လှမ်းអော်တော့မှတခါတည်းဝမ်းနဲ့ပန်းနဲ့ဖြစ်ပြီးတော့ဒီမှာသွေးရံပြီးသေးသွားတယ်ရိုးရိုးသေးုံသေးမှာမဟုတ်ဘူးခေါ်ကြရင်သူမရဲတို့ဘာလို့ကြာသွားအောင်ဒါတော့နည်းနည်းကလေးပေါ့လေစိတ်နေစိတ်ထားလေးမကောင်းလိုက်တဲ့ဥစ္စာဟာနောက်ကြတော့ဖះအလောင်းကိုတခါတည်းရံသူလှုပ်လာတာဒီဘလောက်ဘဝတုန်းကတော့ဆိုတော့3ကဘာလောက်တုန်းကငငယ်တဲ့3ကဘာလောက်တုန်းကစပြီးတော့ရံသူဖြစ်လာတာရှင်တို့အလောင်းကငကိုတော့ညံ့တဲ့သူမဟုတ်ပါဘူးအဲ့ဒီနေရာစိတ်နေစိတ်ထားညံ့လိုက်တာနဲ့ရံသူဖြစ်လာတနေရာကြတော့ဘုရားအလောင်းကဒီဒိုဒါအလောင်းကမဟာပတာပမင်းကြီးဖြစ်တယ်ဘုရားအလောင်းကမဟာပတာပမင်းရဲ့သားသွားပြီးတော့ဖြစ်တယ်ဒီစံဒိုဒါအလောင်းညံ့လို့ရှိရင်ရှင်မင်းမဖြစ်နိုင်ဘူးယခုတော့မညံ့တဲ့သူမို့လို့ရှင်မင်းသွားဖြစ်တယ်ရှင်မင်းသွားဖြစ်တော့ဒီသားသာလာဖြစ်တဲ့ရံသူကလေးငကိုကရံမှုလာတဲ့သူကလေးဖြစ်နေတော့သားကိုပဲမျက်စိထဲမတည့်ပဲဖြစ်နေလို့လေမေတော်ကြီးကချော့မြူပြီးတော့ရေမိုးကချိုးလို့တဏှာခါတွေဘာတွေလိမ့်လို့အဲ့လိုနေတော့မှသူမိဖုရားအဆောင်လာတော့မိဖုရားကသားကလေးဖြူရင်းမို့လို့ဒီသားကလေးကလည်းသူ့သားပဲမို့လို့ကျင်းနှက်လိုက်မယ်ထင်တာနဲ့ရုတ်တရက်ထပြီးတော့ခရူးကျုံမဆုံးမိဘူးမဆုံးမိတဲ့ဥစ္စာဒီသားငယ်ငယ်တုန်းကငါ့ကိုတစ်လောက်မထီလေးစားလုပ်လို့ရှိရင်ဒီသားကြီးရင်ငါကရုစိုက်မှာမဟုတ်ဘူးဆိုပြီးတော့တခါတည်းလှည့်ပြန်သွားပြီးတော့သားကိုအယူခိုင်းအာနာသားတွေအယူခိုင်းပြီးတော့နန်းရဲ့မြေပေါ်မှာတခါတည်းချမေတော်ကြီးကနောက်ကလိုက်လာတယ်သားကလေးပြမဟုတ်ပါဘူးသူ့ပြပါသားတော်ပြမဟုတ်ပါဘူးသူ့ပြပါနဲ့တောင်းပန်ကြတယ်တောင်းပန်မှမရဘူးလက်တွေအဖြတ်ခိုင်းခြေတွေအဖြတ်ခိုင်းနောက်ဒီလက်ပြခြေပြနဲ့ကဒီကလေးလေးနဲ့ပဲသွားပါတော့မယ်ဆိုမရဘူးတခါတည်းခေါင်းဖြတ်ခိုင်းခိုင်းပြီးတော့ကလေးလေးလည်းပြေးရောသူလည်းနန်းရင်ပြင်မှာရှောက်ရင်းကနန်းပြင်ကြားတွေကွဲပြီးတော့သူလည်းအဝီစီရောက်သွားရောအဲ့တော့တခါလောက်ကွဲတဲ့ဥစ္စာတခါလောက်မှားတဲ့ဥစ္စာဒီတိအောင်လာမှားတယ်တခါဒီတိအောင်လာမှားရုံမဟုတ်ဘူးအဝီစီကကြားလို့နောက်လွတ်လာတဲ့အခါကျတော့တနေရာမှာလာဆုံပြန်တယ်သူကခန္တီဝါရီသူကကလာဘူးရှင်ပြန်ဖြစ်ပြန်တယ်လူကညံ့တဲ့သူမဟုတ်ဘူးရှင်ဒေဝရလောင်းကမညံ့တော့ရှင်ပြန်လာဖြစ်ပြန်ရောဘုရားလောင်းကခန္တီဝါရီရတဲ့ဖြစ်လို့မို့ခန္တီဝါရီရတဲ့နဲ့ဒီကလာဘူးမင်းနဲ့ဥယျာဉ်နဲ့တွေ့ကြတော့တင်ပါယူရှိတော့ငါခန္တီယူရှိတယ်တင်ခန္တီကဘယ်နေတော့မြင်ကလေးကစိတ်ထိုးနေတာနဲ့တူပါတယ်ငါခန္တီကဘယ်မှာနေတယ်ဆိုလက်ဖြတ်ကြည့်ငါခန္တီကလက်ထဲမှာရှိတာမဟုတ်ဘူးခြေဖြတ်ငါခန္တီကခြေထဲမှာရှိတာမဟုတ်ဘူးဟရိယနှလုံးထဲမှာရှိတာလို့ဆိုတော့ဟရိယနှလုံးကိုတကယ်ခြေနဲ့ကြောက်ပြီးတော့နေဟဲ့ဆိုပြီးတော့ပြန်သွားဘုရားအလောင်းလည်းမျက်စိတဆုံးရောက်ရောသူလည်းပဲမြေမြူးသွားတာပြီးတော့ဒီနည်းနည်းကလေးမှားတဲ့ဥစ္စာဟာပေါ့လေမဖြစ်တော့ဘူးလို့ဒီလိုထင်တယ်မဟုတ်ဘူးဖြစ်တော့လိုက်တာမှသူ့ဖြစ်တော့တာပဲတကယ်ပုဂ္ဂိုလ်နဲ့သွားပြီးတော့မှားလိုက်ရတော့တာပြီးတော့ဖြစ်တော့သွားတာပဲအဲ့ဒါနဲ့နောက်ဘုန်းကြီးတို့ဘုရားဖြစ်တဲ့ဘဝကြရတော့ဘုရားအလောင်းကဘုရားဖြစ်ရှင်ဒေဝရအလောင်းကဒေဝရလာပြီးတော့ဖြစ်နှစ်ယောက်သားဟာညီကိုတဝန်းပဲပြီးတော့သမီးယောက်ခရတော်ရရဲ့မောင်ရင်ဒါတော့ရှင်ဒေဝရဖြစ်တဲ့အခါမှာဘုရားသာသနာတော်သူတဲပြီးတော့ကူညီပြီးပြုဖို့ကောင်းတယ်မပြုနိုင်ဘူးဘုရားကိုရံလို့ပြီးတော့သူလည်းဘုရားတဆူဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ဘုရားရံလို့လိုက်တာနောက်ဆုံးကြတော့သူအဝိဇ္ဇိကြချင်တာပဲအဝိဇ္ဇိကြကံဤကြတော့မြတ်စွာဘုရားကိုသူစောရပတိရသွားတယ်တနေရာမှာသင်္ဃာသင်္ခွဲပြီးတော့ကရာတိတမှာသွားပြီးတော့နေတော့အဲ့ဒီသင်္ဃာသင်္ခွဲရကသင်္ဃာတွေပြန်ပြီးတော့ရှင်သာတိပုတ္တရာသမုဂ္ဂလန်တို့ကတကောနဲ့ဗားနဲ့ဘုရားဟောပြီးတော့ပြန်ခေါ်ကြတော့တွေးအံတာပဲအဲ့ဒီတွေးအံတဲ့အခါမှာတစ်ဖြည်းဖြည်းယောဂကပြင်းထန်လာလို့လာပေါင်းတော်များများရောက်တဲ့အခါကျတော့ငါ့ကိုနုံတော်ဘုရားစီပို့ပါလို့သူ့တပည့်တွေကိုပြောတော့တပည့်တွေကမပို့ဝင်ဘူးမဟုတ်ပါဘူးငါကရံလုပ်ပေးမယ်နုံတော်ကရံမလုပ်ပါဘူး
ပို့ပါအဲ့လိုအတန်တန်တောင်းမှန်တော့မှထမ်းစင်နဲ့ထမ်းပြီးတော့ယူလာကြတာညောင်ဆောင်ကလေးကိုထမ်းညောင်ဆောင်ကလေးကိုထမ်းပြီးတော့ယူလာကြတာယူလာရကဇေရုံအကြောင်းနာရောက်တော့မြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဒေဝဒဘယ်ရောက်ပါပြီမြတ်စွာဘုရားကြောက်လာမလို့ပါငါကိုမြတ်ဝါထင်တယ်မြင်လောက်အောင်ကံမရှိတော့ဘူးဟောတော့တွေးကြည့်ဦးအောင်ချိန်မတော့တွေးကြည့်ဦးအောင်ကိစ္စကုတ်တောင်းကကြောက်တဲ့လက်စိတ်ကြခဲ့ပြီနာလာဂိရိဆင်းလဲလှုပ်ခဲ့ပြီတန်ခါလည်းတင်ခွဲသွားပြီဆိုတော့ငါကိုမြင်လောက်တဲ့ကံမရှိတော့ဘူးအဲ့လိုအမရှိနေတော့မှာပဲရှင်ဒေဝဒကဇေရုံကျောင်းပေါ်ရောက်တော့ရေကံမြင်တာနဲ့ရေချိုးကျင်တယ်ဆိုပြီးတော့ပူလွန်းလို့ဝန်းထဲကဝမ်းမိကလည်းလောင်လဟန်တူပါပြီရေချိုးကျင်တယ်ဆိုလို့ညောင်ကောင်းကလေးချပြီးတော့သူကလည်းပဲရေချိုးမယ်လို့ခြေတော့ချလိုက်ရင်ပဲတခါတော့မြေထဲဝင်သွားတယ်မြေထဲဝင်သွားရကဒီဟရိယနှလုံးလောက်မရောက်ခင်လောက်ပဲမြတ်စွာဘုရားကိုစိတ်ခိုးပါရဲ့လို့ဆိုပြီးတော့သူမှားတာတွေအကုန်လုံးဝင်ချပြီးစိတ်ခိုးသွားတယ်ဒါတော့အဲ့ဒီစိတ်ခိုးတဲ့ကုသိုလ်ကံကြီးကအင်မတန်ကြီးကျယ်သွားတယ်။မန္တလည်းသိရသွားတယ်။ဒါနဲ့မြေမျိုးပြီးတဲ့အခါမြတ်စွာဘုရားကိုကြောက်ကြတော့မြတ်စွာဘုရားကအဝိဇ္ဇိကလွတ်လာလို့ရှိရင်ဖြင့်ပိစိကဗုဒ္ဓဖြစ်လိမ့်မယ်လို့ဘုရားတို့ဘုရားကြီးပေးထားတယ်။အဲ့ဒီပိစိကဗုဒ္ဓဖြစ်မဲ့အလောင်းပုဂ္ဂိုလ်တစ်ပါးတောင်ဘယ်လောက်မှားတယ်လဲ။ဘယ်လောက်များအဝိဇ္ဇိကြရတယ်။သူကနည်းနည်းကလေးစိတ်ကလေးမှားလိုက်တာနဲ့ဘယ်လောက်များဒီအဆက်ဆက်ဒုက္ခတွေဖြစ်လာခဲ့တယ်လေ။ဒါကြောင့်ဒီဘဝဟာအင်မတန်ကောင်းတယ်အင်မတန်ကောင်းတော့မင်းတို့ဒါနတွေဟာလည်းဝမ်းမြောက်စရာအင်မတန်ကောင်းပါတယ်ကိုကလေးတွေရှင်ပြုလို့သာသနာတွင်လို့သာသနာရဲ့ဒီဆွေမျိုးညာတိစလို့သာသနာရဲ့ကလေးတွေကသာသနာတော်မြတ်စွာဘုရားရဲ့သာသနာဝန်ထမ်းကလေးတွေဖြစ်တယ်ကလေးတွေရဲ့ဒီအလားတူမြတ်စွာဘုရားရဲ့သားတော်ရှင်ရာဟုလာတဲ့သာသနာဝန်ထမ်းဖြစ်ခဲ့တယ်ဆွေမျိုးစကြည့်မယ်ဆိုလို့ရှိရင်ရှင်ရာဟုလာတော့အနေနဲ့ကလေးတွေရဲ့အနေနဲ့ညီကိုလိုတော်နေပြီဘလို့ဆိုရင်မိမိတို့ကလည်းတာကိဝင်မင်းမျိုးလိုဖြစ်နေပြီတာကိဝင်မင်းမျိုးဆိုလို့ရှိရင်ဖြင့်ကိုတာကိဝင်မင်းမျိုးက၅ပါးသီလအင်မတန်ကောင်းတဲ့ဒါတော့တို့ဟာတာကိဝင်မင်းမျိုးလိုဖြစ်နေတော့ကိုသူတော်ကောင်းစစ်တော့ဖြစ်မှတော်တော့မယ်စိတ်ကလေအဲ့ဒါလို့ကောင်းတဲ့ဘက်ကစိတ်ကြီးဝင်ပြီးတော့ဒါနကိုမှန်မှန်ကလေးပြုလို့၅ပါးသီလကိုအမြဲထိန်းလို့ယမယံကဥပုသ်ရင်သီလဆောက်ပြီးလို့မဆောက်ဒီနိုင်မဲ့ဘာဝနာပွားလို့အိမ်မှာမှန်မှန်နေလို့သူအသက်ကြီးတောင်50 60အဲ့လို80ဆိုလိုနေရရင်ကုသိုလ်တွေကလေအများကြီးရသွားမယ်ပါရမီတွေကဒါနဘက်ကပါရမီကလည်းဒါနပါရမီဖြစ်စေမယ်သီလဘက်ကပါရမီတွေကလည်းသီလပါရမီဖြစ်စေမယ်သိခံရမယ်နေရာမှာလည်းပဲတို့ဟာလေအနိုင်မယူဘူးအရှုံးပေးပြီးတော့သိခံနေမယ်အလုံးတတ္တဝါတွေကိုကိုမိတ်ဆွေလှုပ်သားကိန်းသားကစားပြီးတော့မေတ္တာပွားပြီးတော့နေမေတ္တာပါရမီဖြစ်စေမယ်နဲ့ပါရမီရသမျှယူပြီးတော့တွားနိုင်မှအမတန်တန်ဖိုးရှိတဲ့သာသနာကြီးကိုကြုံရတယ်အမတန်တန်ဖိုးရှိတဲ့သာသနာနဲ့လူဘဝကြီးလာပြီးတော့ဆုံးရတယ်လို့မိမိဟာသေဂန်ဤဖြစ်အောင်ဝမ်းမြောက်ရမှာလူတွေဟာနောက်ဆုံးဘာကြောက်နေကြလဲဆိုလို့ရှိရင်သေရမှာကြောက်ကြတာဟာသေရမှာတခုတည်းကြောက်တာမဟုတ်ဘူးသေပြီးတော့ဘယ်ဘဝဖြစ်ရပါမလို့သေပြီးတော့ဘာဖြစ်သွားမလဲအဲ့လိုဟာတွေကြောက်ပြီးတော့ကြောက်နေကြတာခွန်ကြီးကစဉ်းစားကြည့်တယ်သေပြီးတော့ကောင်းကောင်းနေသွားတဲ့သူကတဲ့ကောင်းတဲ့ဘဝတွေရောက်မှာပေါ့ဒါကြောက်စရာမရှိပါဘူးသေရတဲ့ဥစ္စာတခါတွေးကြတယ်ဟိုဒီတသက်လုံးရှာရတဲ့စီးပွားတွေဟိုသေသွားတဲ့အခါကျတော့ရတဲ့ဘဝကအဲ့ဒီတဲ့ကောင်းတဲ့စီးပွားတွေရမှာဆိုတော့ဒီဥဒ္ဒကြီးကိုပြစ်ပြီးတော့ဒီဥဒ္ဒတဲ့သားတဲ့တိုက်တွေရမယ်ဆိုလို့ရှိရင်ဒီဥဒ္ဒကြီးဘာဖြစ်လို့မစွန့်နိုင်ရမလဲစွန့်နိုင်မှာပေါ့ဒီခန္ဓာကိုပြစ်ပြီးတော့ဒီစည်းစိမ်တွေပြစ်ပြီးတော့ဒီစည်းစိမ်နဲ့သားတဲ့ဘဝတွေဒီစည်းစိမ်နဲ့သားတဲ့စည်းစိမ်တွေရမယ်ဆိုလို့ရှိရင်ဘာမျိုးငက်ွက်ဆရာရှိသေးသလဲဘုန်းကြီးကအဲ့ဒါလိုမြင်နေတယ်လေတခါတန်ရောစဉ်တွေသူတို့ကိုဒီခွဲခါပြီးတော့သွားရမယ်ဥစ္စာဝင်လေးတယ်ဒါတွေကဘဝပေါင်းများစွာခွဲပေါင်းများလာပြီဘုန်းကြီးအတွေ့ကခွဲပေါင်းများလာပြီဒီဘဝကျမှထူးပြီးတော့ဆန်းပြီးမနေနဲ့ဘဝပေါင်းများစွာခွဲခဲ့ကြပြီတွေ့ကျင်တဲ့သူကသူ့ဟာနဲ့သူပြန်ပြီးတော့တွေ့ကြတာပဲမတွေ့တဲ့သူတွေလည်းပြန်မတွေ့ပဲနေတာပေါ့ပြီးတော့တတ္တဝါတွေဆိုတဲ့ဥစ္စာကိုယ့်ကိုယ်သာကြည့်ကြတာကိုယ့်ကိုယ်သာချစ်ကြတာဘသူကဘသူကိုလွန်ပါတယ်ဆိုတဲ့ဥစ္စာကိုယ့်အတွက်သာလွန်ကြတာသူများတော့ရေးကြည့်တာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့ဘသူမှလည်းဒီလောက်ဝတ္တရားကပို့ပြီးတော့ကိုငဲ့ညာနေဖို့မလိုပါဘူးဝတ္တရားအတိုင်းတန်ရောစဉ်ဖြစ်ဖို့ဝတ္တရားကပို့ပြီးတော့တန်ရောစဉ်မဖြစ်ပါနဲ့သူလည်းမဖြစ်ပါဘူးကိုယ်လည်းမဖြစ်ပါနဲ့အဲ့လိုတွေးပြီးတော့ထားတော့လေသူကဘာဖြစ်လဲသေတာအဆန်းမဟုတ်ပါဘူးသေပြီးလည်းဘဝဆိုတဲ့ဥစ္စာဟာရှိနေသေးတာပဲ
ဘဝမရှိလို့ဗရဏိဗ္ဗာန်ဆံရလဲကောင်းတာပေါ့ဘဝရှိပြန်လို့ရှိရင်လည်းပဲကောင်းတဲ့ဘဝရဖို့ရန်ခုနေကကြိုးစားဖို့လို့အဲ့လိုဘုန်းကြီးကတွက်ထားတော့လေရှင်းလို့သိရမှများဘာမှအရေးမကြီးဘူးသိပါစီဘာမှဘယ်ကောင်မှမဆိုသိမင်းလာခဲ့ပေါ့အကြောင်းအားလို့ဆိုတာသိပေါ့အဲ့လိုပဲတွေးထားတယ်အဲ့ဒါကြောင့်မောင်တို့အလှတကာအလှမှသုံးညာတိတစုတွေလည်းပဲဘုန်းကြီးသွားတဲ့လမ်းအတိုင်းပေါ်ဒီဘုန်းကြီးထားတဲ့စိတ်တိုင်းကိုထားပြီးတော့စောစောစီးစီးကကိုလူကောင်းတယောက်ဖြစ်အောင်သူတော်ကောင်းဖြစ်အောင်ကြိုးစားမယ်ကလေးတွေလည်းတာဝန်ရှိနဲ့ဆိုဆုံးမှပြီးတော့ထားမယ်ကလေးတွေလိမ္မာလို့ရှိရင်လည်းသူတို့ကံနဲ့သူတို့သွားမယ်ကောင်းမယ်မလိမ္မာလို့ရှိတယ်သူတို့ကံနဲ့သူတို့ဒုက္ခဖြစ်ကြမှာပေါ့ဒါငါတောင်းမဟုတ်ဘူးအဲ့ဒီတိအောင်ငါကြောက်ညဆိုင်ဖို့မလိုဘူးယခုသီလရင်ဝန်းနဲ့ပြောတဲ့သီလရင်သမီးတွေလည်းသီလရင်ဝန်းနဲ့ပြောနေမှရောကြပါစီသားတွေလည်းပဲပြောနေမှပြောကြပါစီသူတို့ကောင်းကောင်းမွန်မွန်နေနေမှသူတို့ရမှာကြီးပဲတို့ကတော့ဝတ္တရားတိုင်းကောင်းကောင်းမွန်မွန်နေပါစီလို့ဒီလိုပဲတို့ဆုတောင်းရမယ်တိုက်တွန်းရမယ်အဲ့လိုသဘောထားပြီးတကားလားယခုအလှကြီးနဲ့စပြီးတော့သာသနာပြုကုသိုလ်တွေအများကြီးပါလာတယ်ဆန်းရှားတယ်ဆိုလို့ဆန်းသေးသံဃာတော်တွေဒီဆန်းဖုံးပေးပြီးတော့သာသနာဝန်ဆောင်နိုင်ပါစီစီးကြတယ်ဆိုတဲ့ခေတ်ကြီးကိုစီးရရအောင်ကြိုးစားတယ်တက်ပြင်းထညက်တို့ဘာလို့ကြားတယ်ဆိုထညက်တွေဘာတွေကြောင်းမှာဘယ်လိုသုံးတယ်ဆိုတာသိလို့အဲ့ဒါတွေသာသနာပြုကုသိုလ်တွေတန်ခိကဒါနတွေဒါတွေတန်ခါတာတေးမှာတန်ခါလူပါ၏ဒီနေ့ဆုံးလည်းပဲမနေ့ကရာဟုဆုံးလည်းလောင်းခဲ့တယ်တန်ခါတာတေးမှာတန်ခါလူပါ၏နေ့ဆုံးလည်းကတ်ခဲ့တယ်တန်ခါတာတေးမှာတန်ခါလူပါ၏လာတဲ့မိတ်ဆွေတွေလည်းပဲကောင်းဆောင်မွန်စွာကျွေးမွေးဤခံခဲ့တယ်အဲ့ဒါတွေကငါရဲ့လုံလဝရိယနဲ့ကြာထားတဲ့ပစ္စည်းတွေအတွက်ငါရဲ့လုံလဝရိယရှားရကျွတ်နဲ့တယ်လို့အဲ့ဒါလိုအောက်မေ့ပြီးတော့အလုံးဒါနပစ္စည်းတွေဒါနဝတ္ထုတွေဒါနစေတနာတွေဟာမမြဲသောအနိစ္စတရားတွေပဲစိတ်ကမမြဲသောအနိစ္စတရားတွေပဲမမြဲသောအနိစ္စဖြစ်တဲ့ဒါနစေတနာဖြင့်မြဲတဲ့နိဗ္ဗာန်ကိုလက်ပဲဆုတောင်းပြီးတော့ယူပါ၏ဆင်းရဲဖြစ်ပြက်ပြီးတော့နေတဲ့ဒုက္ခဖြစ်တဲ့ဒါနစေတနာဒုက္ခဖြစ်တဲ့ဤယုတ်ဤနံဤခန္ဓာဖြင့်အမြဲနိစ္စဒုက္ခဖြစ်တဲ့နိဗ္ဗာန်ကိုလဲပြီးတော့ယူပါတယ်လို့နိဗ္ဗာန်ကိုကြီးအာယုံပြုပြီးတော့ကြားထဲမှာတော့တန်ဆိုတဲ့ဥစ္စာသူ့ဟာနဲ့သူဆုတောင်းနေဖြစ်စေမဆုတောင်းနေဖြစ်စေကောင်းတဲ့ကံကကောင်းတဲ့အကျိုးတွေကိုဆက်ပြီးတော့နိဗ္ဗာန်ရောက်ကြောင်းကောင်းတဲ့လမ်းတွေကိုညွှန်ပြမှာပဲအဲ့ဒါကြောင့်ကြားထဲမှာဘာဖြစ်ပြရစီဆိုတဲ့အာယုံနေမထားပဲနဲ့ဘယ်ဘုံနိဗ္ဗာန်ကိုရည်မှန်းပြီးတော့ယနေ့သားများကိုသာသနာတွင်တိုးသွင်းချီးမြှင့်ပြီးသားများနဲ့စပ်ပြီးတကားလားသာသနာတော်နဲ့နိစ္စတဲ့ဆွေမျိုးညာတိဒါယာဒအမွေခံလို့ဆိုရတဲ့ဆွေမျိုးညာတိဖြစ်ပြီးဆွေမျိုးညာတိဖြစ်တရားလေဆိုတာတာကိဝင်မျိုးများထုံးစံတိုင်းသီလကိုအထူးသဖြင့်စောင့်ထိန်ပြီးတော့ဘာဝနာပွားများပြီးသူတော်ကောင်းဖြစ်အောင်ကြိုးစားမယ်လို့အဲ့လိုကိုယ်ကိုဒိဋ္ဌံပြီးတကားလားသူတော်ကောင်းဖြစ်အောင်အားထုတ်နိုင်ကြစေကုန်သတည်းအရှင်မြတ်ဘုရားမယံဘုရားတပည့်တော်တို့သည်အတိတုံလည်းအလွန်အမင်းရခြင်းငှာခဲရင်လှစွာသောသာသနာတော်အတွင်း၌မနုဿတံလူအဖြစ်ကိုသူလတ္တာနာကောင်းစွာပိုင်ရနိုင်သည်ဖြစ်၍သဗ္ဗုရိသေဤကောင်းဖကောင်းဘုရားကောင်းတို့ကိုဥပနိဒာယမိကိုအားထားကိုးစားရ၍ဩဝါဒံမိကောင်းဖကောင်းဘုရားကောင်းတို့၏အဆုံးအမကိုသူနေတဝါမကြာခဏကြားနာရ၍ကမ္မံစကုသိုလ်ကံကို၎င်းကမ္မဝိပါကံစကုသိုလ်ကံဤကောင်းသောအကျိုးကို၎င်းယရဏတရားကုဏံစမြတ်စွာဘုရားဤတရားတော်အတိုင်းကျင့်ကြံ၍အရိယာဖြစ်သို့ရောက်တော်မူသောအရိယာသံဃာတော်ဤဘုံကျေးဇူးကို၎င်းတတ္တဟာမယုံကြည်ကြပါကုန်၏တတ္တမထို့ကြောင့်မယံဘုရားတပည့်တော်တို့သည်သာသနံဘုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကိုသက္ကနီတုံပစ္စည်းဖြင့်ချီးမြှောက်ခြင်းငှာ၎င်း
ပုဂ္ဂတကေသာငယ်သမီးငယ်တို့ကိုဝါဒနာထာယအထုံဝါဒနာသာစေခြင်းအကျိုးငှာသာသနာတော်အတွင်းသို့ဘဝေတ္တဝါသို့သွင်းကြီးမြောက်ပြီး၍သင်္ကနိတုံသင်္ကြိုချီးမြှင့်ထောက်ပင်ခြင်းငှာ၎င်းဣမသမိန်ဓိဝတေဤနေ့၌ပါတော်ဝါနန္နေစောစောကပင်သံဃံပတိုက်လုံးရှိသံဃာတော်ပေါင်းကိုဥဒိတဤစု၍သံဃိကဒါနဘာဝေနသံဃိကဒါနအဖြစ်ဖြင့်ယာကုပတံယာကုသံဃုဒေမပဒါကြည်ပြုလူတန်းကြပါကုန်၏ဒီဝါကာလေနေဆောင်ဖုံးပေခြင်းအခါ၌သံဃံသံဃာတော်ပေါင်းကိုဥဒိတဤစု၍သံဃိကဒါနဘာဝေနသံဃိကဒါနအဖြစ်ဖြင့်ပဏိတေဟိမွန်မြတ်ကုန်သောသာဒနိယဘောဇနိယေဟိကဲ့ဘွယ်ဘောဇင်ချိုးခြင်းဩဇာအဖျားပြာတို့ဖြင့်ပရိဝိသမကိုယ်တိုင်ကိုယ်ကြပြုစုလူကြွေးကြပါကုန်၏ဣမသမိန်ကာလေဤအချိန်အခါ၌သံဃတသံဃာတော်ဤသံမှုခာမျက်မှောက်တော်၌သန္တုလသဝိကာတိဒါနဝတ္ထုနီသံအေးသီဘုံသံလျက်အစရှိသောဒါနဝတ္ထုအစုစုတို့ကို၎င်းဤညာနိပိအခြားသောသံဃာတော်များအားကိုယ်စီကိုယ်ငါလောက်ငါဖို့ယံသာဥစ္စာသောသဗ္ဗာစသောလူဝေဝတ္ထုအစုစုတို့ကို၎င်းဣမသမိန်အာရမေဤကြောင်းတိုက်၌သံဃတသံဃာတော်ပေါင်းဟာဒေမသံဃိကဖြစ်ဖြင့်လူတန်းပါကုန်၏ဗန္တေအရှင်မြတ်ဖရာသဗ္ဗသင်္ခါရအလုံးစုံသောယုတ်နံနှစ်ပါးသင်္ခါရတရားနန္တရားတွင်ပါဝင်သောကာဏစေရနာဟုသောသင်္ခါရတရားယုတ်တရားတွင်ပါဝင်သောလူဝေဝတ္ထုဟုသောသင်္ခါရတရားတို့သည်အနိစ္စဖြစ်ပြီး၍ပျက်စီးတတ်သောကြောင့်မမြဲပါကုန်ဒုက္ခအဖြစ်အပျက်တံကိုခံနေရသောကြောင့်ဒုက္ခတို့ပါသည်အနတ္တဤယုတ်ဤနံဤခန္ဓာအတွင်းလူဝေဝတ္ထုအစုစုတို့အတွင်း၌အနှစ်သာရအတ္တမရှိပါကုန်ဣတိဤသို့ဘာဝနံဥပဒနာဘာဝနာကိုဘာဝေယာမပွားများပါကုန်၏ဤတံတော်ပုညံနိဗ္ဗာနတသစ္စယောဟောတုနောတပိတော်တို့၏ဣတံပုညံဤယနေ့ဖို့၌သာသနာပြုကုသိုလ်ကောင်းမှုအဝဝနှင့်တကွာတာငယ်သမီးငယ်တို့အားသာသနာတော်ဝေအထုံးပါဖို့ယံချင်းမြောက်ရာကြောင်းကောင်းမှုစေရနာအဖျားပြာသည်နိဗ္ဗာနတယုံနံခသိမ့်တို့၏အေးခြင်းရာဖြစ်သောနိဗ္ဗာန်တရားတော်၏တရားအစရှိသောသူတော်ကောင်းတို့၏သိအောင်ရာဖြစ်သောနိဗ္ဗာန်တရားတော်၏သစ္စယောရလွယ်သောအထောက်အပံ့သည်ဟောတု
ဖြစ်ပါစေတည်းတတန်တရေနိဗ္ဗာန်တရားကိုမိမိကိုယ်တိုင်မမြင်နိုင်သေးပြီထိုအတွင်း၌ဘဝဘဝေဘဝကြီးငယ်အတွဲတွဲ၌သဗ္ဗုရိတေမိမိတို့အားသွန်သင်ပြတာဥမ္မာနိုင်ပြီသူတော်ကောင်းတို့ကိုဥပနိဒာယအမိရ၍ပါရမီရောနိဗ္ဗာန်ရောက်ကြောင်းကောင်းမှုပါရမီတို့ကိုအပ္ပမတံမမေ့မလျော့မပေါ့မဆကုန်ပဲသူရေရမှာဖြစ်ကျင်နိုင်တဲ့ကိုဖြစ်ရပါလို့ကုန်၏ဣမံပုညပတ္တိဤကောင်းမှု၏အဖို့ကိုဣမံပရိသံဤကြွရောက်လာသောသံဃာတော်ပရိသတ်ကိုမျိုးမိတ်ဆွေပရိသတ်ကိုအာဒိန်ကတဝါအစပြု၍သဗ္ဗတတ္တနံအလုံးစုံသောအမိအဖဆရာသမားကိုမျိုးမိတ်ဆွေကိုဆောင်နာဤကြောင်းတိုင်ဆောင်နာမိမိတို့ဤနေရာလောကညာဌာနတို့၌တောင်းကြ၍နေသောသမာဓိဝနာဘုမစိုးဒုက္ခစိုးအာဂတစိုးမယေတနင်းယမမင်းနရတနင်းအစိုးရမင်းဒေဝတနင်းတရားမင်းမှစ၍30ပုံ၌ကျင်းလေးကြကုန်သောသတ္တဝါပေါင်းတို့အားပါစေမအမြအမြကိုယ်ဝေပါကုန်၏သဗ္ဗတတ္တာအလုံးစုံသောသတ္တဝါတို့သည်အနုမောဒိတဝါဝမ်းမြောက်ဝမ်းသာသာဓုခေါ်၍သုခိတာအမြရသဖြင့်ချမ်းသာကြကုန်၏ဖွန်တုဖြစ်ကြပါစေသောတော့ကြပါခင်ဗျာမတတ်Yeah.